တေယဟံနမောဗုဒ္ဓါယသိဋ္ဌံနမောဗုဒ္ဓါယသိဋ္ဌံနမောဗုဒ္ဓါယသိဋ္ဌံအယရှင်မျက်နာ၌ရှိကြကုန်သောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအောက်ရ၌ရှိကြကုန်သောထဝွန်ခြင်းနန္ဒစัจ java လာအပေဘုံသာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအထယနာရှိကြကုန်သောထဝွန်ခြင်းအနန္တစัจ java လာအနန္တနတ်မြမာတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေယနေ့ကြွားရောက်လာကြကုန်သောဓမ္မမိတ်ဆွေပေါင်းတို့နှင့်ဤနယ်မြေဒေသတွင်ရှိကြကုန်သောမြတ်မမြတ်ပုဂ္ဂိုလ်ပေါင်းတို့သည်လည်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေသာဓုသာဓုသာဓုနောက်စီမံခဏလေးပါနော်မမရှိများအားလုံးပဲမင်္ဂလာပါနော်မင်္ဂလာပါစာရီရနေကြပြီလားမင်္ဂလာပါဆရာကြီးဟုတ်ကဲ့စာရီကြက်တော့ကြက်နေကြတာပဲနော်ကျဲနေကြပါပြီဟုတ်ကဲ့တတိယဆင့်ရောပြန်ကြည့်ပြရလားကြည့်ပြပါကြည့်ပါရစေမမမီဆွေရတော့ကြည့်တယ်နော်မမမီဆွေကဟိုနေ့ကတော့စာမေးနေသေးတယ်ဒါ तू ကစာမေးတာမဟုတ် तू ကစာဖြေပြတာခုနေ့ကကျွန်တော်တို့သူ့လောဖြစ်တဲ့ဟာလေးကောင်းတယ်စူးစမ်းပြီးလုပ်ပြီးပါမှဒီနေ့30လုံးဖြေမှာလားမမမီဆွေကတစ်စက်မဲလားဟုတ်ကဲ့တရားစက်တစ်စက်မဲလားဆရာအဲ့ဒါအခုမေးမလို့လေနောက်နှစ်ကျ30လုံးထပ်ပြန်ဖြေရင်ကောင်းမလားဒီကတော့ဖြေရင်ကောင်းမလားလို့ဆရာရှစ်တက်မှာမဟုတ်တော့ဘူးဒီကကြော်ပဲတက်လိုက်တော့ဟုတ်ကဲ့ဆရာမနှစ်ကတော့ဖြေပြီးအောင်မိပါပြီဆိုရင်တော့ဒီကကြော်ပဲတက်ပါတော့ဘာလို့ဆိုတော့ကျွန်တော်တို့ရှေ့ဆက်ရမယ်ဟာအများကြီးကျန်သေးတယ်ဒီမှာအောင်သွားတဲ့ပုံကိုယ်တွေလည်းပြန်သွားမင်းအလုံးစုံမသိသေးဘူးတချို့တွေကအောင်လဲဆိုပြီးမှတ်လဲလေပြန်ကြည့်ရတယ်ဘာမှမရှိမှစူးစမ်းပြီးတော့အကယ်လို့တင်တန်းတွေပြန်မတက်နိုင်တာတော့မှစူးစမ်းပြီးတော့ဗီဒီမာနဲ့ပတ်သက်တဲ့စာအုပ်တွေပြန်ဖတ်ရတယ်ကျွန်တော်တို့လည်းဒီတိုင်းပဲကျောင်းသားဘဝဒီဖြစ်ခဲ့တာပဲကျွန်တော်တို့ခက်ကဆိုပူရောင်ဆိုးသေးရဓမ္မမစ်ဆွေများတတိယဆင့်ဆိုရင်လေဒီဆရာမကြီးရတော့တပိုင်းပဲတင်တာပေါ့နော်ဆရာမကြီးကအဲ့တုန်းကလည်းတင်တန်းမှုမဖြစ်သေးဘူးကျွန်တော်တို့ဒါပေမဲ့တခြားအကြောင်းပါပေါ့နော်ကျွန်တော်တို့ဆရာကြီးဟိုကျွန်တော်တတိယဆင့်ဆိုကျွန်တော်သမုတ်စီးပဲတင်ရသမုတ်စီးနဲ့ပဲအကြာကြီးပဲအဲ့လိုမျိုးနော်နောက်ကခန်းနေဆိုတိတော့မသိလိုက်ရအောင်အဲ့လိုမျိုးတွေပေါ့နော်ဒါကတော့ဆရာကြီးတွေပေါ်မှာအစ်မပြောပါဘူးဒါပေမဲ့
သူတို့ကတော့တေချာတင်တာလေဆာမွေးအတွက်ကြတော့သူတို့ကနောက်ကျသွားတာပေါ့နော်နောက်ကျတဲ့ခါကျတော့အဲ့လိုအခက်ခဲလေးတွေတော့ရှိတယ်အဲ့ဒါကိုယ့်အကူစူးစမ်းပြီးတော့လေ့လာပြီးဖြေရတယ်ဘာမစ်များတတိယအဆင့်ဆိုကုံစင်အောင်ပြီးရဆိုတာမရှိဘူးဒါသူတို့ကတော့လောကနဲ့တကယ်ဟိုပေါ့နော်သိအောင်တကြကြီးကျွန်တော်တို့ကကျတော့အခုသွားနေတာဆာမွေးဝေးနဲ့သွားတယ်လေသူတို့သွားတာကျတော့ဘဝအတွက် life အတွက်ကိုသွားတာဆိုတော့သူကအေးဆေးတင်တယ်အေးဆေးတင်တယ်အေးဆေးတနေ့မရရင်နောက်တစ်နေ့ထပ်တက်အဲ့လိုမျိုးပြီးသွားမှသူတို့ဖြေကြတာပေါ့နော်အဲ့လိုမျိုးလူကြီးတွေပေါ့ကျွန်တော်တို့ကတော့ဘာပဲပြောရှေ့ဆက်ပြီးတော့လေ့လာလို့ရအောင်တက်စေချင်တယ်ပေါ့နော်တက်စေချင်တာဆိုတာရှေ့ကိုမသိတဲ့အကြောင်းအရာတွေပြန်ပြီးတော့နောက်နှစ်တွေမှာဒီကာမှာဆိုရင်ကိုမသိရတဲ့အကြောင်းတွေပါလာပြီဒီကာအောင်ပြီးသွားရင်ဝိသုဒ္ဓိမတ်မှာလည်းကိုမသိတဲ့အကြောင်းတွေအများကြီးပြန်ပါလာအဲ့ဒါပြီးတော့ကျမ်းတွေဖြေတာတို့တုတ္တဓမ္မဖြေတာတို့ဒါတုတ္တဓမ္မကတော့ဓမ္မမစီမအခုလည်းဖြေနေကြတာပေါ့နော်ကျမ်းတွေဖြေတာနောက်တခြားတန်ရုပ်တွေဖြေတာဒါရှိစက်မဲ့ဟာတွေအများကြီးပဲဒါပေမဲ့ဒီလောကတွေကိုရောက်လာပြီဆိုတာနဲ့စိတ်ဝင်စားလာကြတာပါပဲဒါပေမဲ့ကိုကလည်းကိုမပင်မပန်းနဲ့လေ့လာသွားဖို့လိုတယ်ပင်ပင်ပန်းပန်းလေ့လာတယ်ဆိုရင်အကုသိုလ်ဖြစ်တယ်အဲ့ဒါဆိုကျွန်တော်ကလေမပင်မပန်းနဲ့ကိုယ်စိတ်ကို stress မများအောင်ကိုဒါတွေတင်တာမဟုတ်ဘူးလားဒါတွေတင်ပြီး stress များနေလဲအဆင်မပြေဘူးလေဒါကြောင့်မို့ကျွန်တော်ကစာတင်တဲ့အခါမှာလည်းကျွန်တော်ကပေါ့ပါပဲဖြစ်စီခြင်းနဲ့ကျွန်တော်ကျောင်းမှာတင်လက်ဒီတိုင်းမှာကျောင်းသားတွေကိုပျော်ပါပဲတင်တယ်သူတို့ stress မများစေခြင်းကိုဘာသာအတွက်ဆိုရင်တာဝန်ယူတယ် stress မများဘဲနဲ့ရအောင်တာဝန်ယူတယ်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့တခြားဆရာမတွေလည်းစူးစမ်းကြပါတယ်ကိုကတော့ကိုယ့်အတွက်ပဲကိုပြောတာပေါ့တခြားကတော့သူတို့ဆရာမတွေကသက်ဆိုင်ရာဆရာမတွေကတော့ကိုယ်တာဝန်ယူပြီးတော့လုပ်ပေးပါတယ်ဒါstress မများစေချင်လို့ပြောတာလေကိုတင်တဲ့အခါမှာတော့ကျောင်းသားတွေပေါ့ပါနဲ့စမ်းမွေးဖြေတာတော့မှအလိုအရင်တော့ဆိုရင်တော့ကျွန်တော်အလိုမလိုက်ဘူးနောက်ပိုင်းကျမှအလိုလိုက်တာပေါ့နော်အရင်တော့ဆိုရင်ကျွန်တော်ကစမ်းမွေးကိုခက်မေးတာကျွန်တော်မေးတဲ့မေးခွန်းဆိုရင်ခက်လွန်အားကြည့်လို့ခက်တယ်ဆိုတာကလည်းတင်ပြီးသားတွေကပဲမေးတာပါမမဆွေများအောင်လေပညာပြပြီးတော့တကယ်အရင်မသိတဲ့အကြောင်းအရာတွေမေးတာမဟုတ်ဘူးဆာမွေးဘက်မှာမေးနေတဲ့ဟာအဲ့ဒီပဲပြင်ပါလာတဲ့ခါကျတော့သူတို့ဖြေနိုင်ကြတာပေါ့နော်ဒါမျိုးလေးတွေပေါ့ခဏနေပါနော်ဆမ်မာကြီးဖုံးလာတော့စာတင်မှုအရေးကိုမျိုးပဲအကြောင်းပေါ့ကဲဓမ္မမိတ်ဆွေများကျွန်တော်နောက်တစ်ပတ်တောက်ကြပေါ့တစ်ပတ်ချိန်ပေးမယ်ဓမ္မမိတ်ဆွေများနောက်တစ်ပတ်တောက်ကြမှာကျွန်တော်တို့မဖြေရသေးတာရှိလားဆာမွေးမဖြေရသေးတာဘာကြံသေးလဲဆရာကြမ်းပါလေ ဖြေပြီးပြီနော်သမုတ်စီပိုင်းဖြေပြီးပြီလား သမုတ်စီပိုင်းမဖြေ သေးဘူးနော် ပရိစ္ဆသမုပ္ပါကျမ်း သမုတ် သမုတ် စီ စီ ဖြေ က ပြီးပြီ အစောနွားဖြည့်ပြီးသွားပြီဆရာ အရှေ့ပိုင်းသမားတွေအတွက်ပေါ့နောက်ပိုင်းသမားတွေအတွက်ဒါဆိုရင်ဓမ္မမိတ်ဆွေများကိုသမုတ်စီပိုင်းက2ပုတ်မင်းမယ်ပရိစ္ဆသမုပ္ပါပိုင်းက3ပုတ်မင်းမယ်ရလား ကောင်းပြီဟုတ်ရတယ် သမုတ်စီက2ပုတ်ပဲဖြေရမှာ ကောင်းပါတယ် နော်ပရိစ္ဆသမုပ္ပါက3ပုတ်မင်းမယ်နောက်တစ်ပတ်9နာရီဖြေရမယ်ရလားအချိန်ရ ရ လား ပါ ရပါတယ် ဒါမှမဟုတ်များအပန်းမကြည့်အောင်ပေါ့နော်တစ်ပတ်အချိန်ပေးထားမယ်။ဘာလို့ဆိုကျွန်တော်တို့ဒါလေးဖြည့်ထားတဲ့ခါကျတော့ကိုယ်ကကြက်ပြန်ပြီးတော့ကြက်ဖြစ်တယ်နှွေးတယ်။မဟုတ်ဆိုရင်မမဆိုမေ့မှာဆိုလို့နော်။ရရနော်အဲ့ဆိုရင်သမုတ်စီပိုင်းက2ပုတ်မေးပါမယ်။ပရိစ္ဆသမုပ္ပါက3ပုတ်မေးပါမယ်။အဲ့လေးကြက်ထားပြီနော်။ဟုတ်ပြီအဲ့ဆိုရင်ဒီနေ့ကကျွန်တော်တို့ကပြည့်ညက်ကိုသွားမယ်ဓမ္မမစီများနော်။ပြည့်ညက်ကိုသွားမယ်ဆိုတော့စာမျက်နှာဘယ်လောက်လဲဆိုတော့80ဓမ္မမစီများ
စာမျက်နှာ80ကိုသွားပေးပါပြည့်ညက်ရပြီလားဓမ္မမစီမမြင်ရလား မြင်တော့မြင်ရတယ်ဘာမှမတွေ့သေးဘူး ဟုတ်လား အခုမှရပြီ ရပြီနော်ဟုတ်ပြည့်ညက်တီးတဲ့ဓမ္မမစီမပြီးခဲ့တဲ့တစ်ခေါက်ကလည်းသင်တဲ့ပုံကူများလည်းရှိပါတယ်ဒါအခုကအစ်စ်တွေလည်းလိုက်ပြီးနားထောင်ပါတော့မရရင်လည်းတေချာပြောပြမယ်နော်ဓမ္မမစီမတေချာတော့နားထောင်မရစရာတော့အကြောင်းမရှိပါဘူးပြည့်ညက်ပိုင်းကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့10မှတ်ချင်းတည်ရမယ်အပိုင်းဖြစ်တယ်နော်ကျွန်တော်တို့က30ပေးမဲ့တဲမှာ10မှတ်ရတယ်ဆိုတာနည်းလာနော်အဲ့လိုမျိုးပေါ့ကိုကဈေးတွက်တော့ရတာပေါ့နော်ကဲပြည့်ညက်ကိုသွားကြရအောင်ပြည့်ညက်ဆိုတာကတော့ပြည့်ညက်တိဆိုတဲ့ပါဠိကဆင်းသက်လာတာလို့နော်အသက်တင်ပြီးတော့ပြည့်ညက်လို့ခေါ်ပါတယ်ဓမ္မမစီများသိပြီးသားပဲပြည့်ညက်နဲ့ပရမတ်ကွဲအောင်လုပ်ရမှာဆိုတဲ့ဟာလေးမျိုးပေါ့နော်ပြည့်ညက်ပရမတ်ကိုကွဲအောင်လုပ်ပါလို့နော်ပြည့်ညက်ကိုမရှုနဲ့နော်ပရမတ်ကိုပဲရှုဆိုပြီးတရားစခန်းဒီမှာလည်းတွေ့ရတယ်နော်ဒီမှာကျတော့အမျိုးမျိုးအစားအစာများပြားသောအမြည်တက်သိစေအပ်သောတရားကျွန်တော်တို့တစ်ခုခုကိုဘာဖြစ်လို့လဲအမြည်တက်ပြီးတော့သိစေဖို့အတွက်ဒါရှင်းလေးပဲเนาะကျွန်တော်တို့တောက်ရည်ခွက်ဆိုရင်လည်းငငယ်လေးတွေကမေမေဖေဖေတွေကဒါတောက်ရည်ခွက်ဒါမျိုးလေးတွေကပြောတာเนาะသိစေတက်လို့သိစေအပ်တဲ့သဘောတရားလေးပေါ့เนาะအမြည်တက်ထားတာပေါ့เนาะကျွန်တော်တို့ဗမာလူမျိုးဆိုရင်တော့ခွက်လို့ခေါ်တာပေါ့ဟုတ်ပြီเนาะเนาะနိုင်တစ်ပါးသားတခြားလူမျိုးတွေဆိုတော့တစ်မျိုးနာမည်နဲ့ပြောကြတာပေါ့เนาะဒါကြောင့်မို့လို့အမျိုးမျိုးအစားများပြားသောအမြည်တက်သိစေအပ်တဲ့တရားများပြားသောများပြားတဲ့အရာတွေအကုန်လုံးပေါ့နော်အဲ့ဒါတွေကိုအမြည်တက်ပြီးတော့ကျွန်တော်တို့ခေါ်ဝေါ်လို့ရအောင်အဖေအမေဆိုတာလူတိုင်းကိုခေါ်လို့ရအောင်ပေါ့နော်တဲတဲကွယ်ကွယ်သိအောင်ဆိုပြီးတော့သိစေအပ်တဲ့တရားပညာက2မျိုးရှိတယ်ခေါင်းစဉ်ကြီးအဖြစ်2မျိုးရှိရလို့မှတ်ထားပေးပါနံပါတ်1ကပါလဲအထပညာတဲ့နော်နံပါတ်1ကပါလဲအထမဟုတ်ဘူးနော်ထာဝင်းထစင်တူနော်အထပညာနဲ့တတ္တပညာလို့ခေါ်ပါတယ်နော်အထနဲ့တတ္တဒါပညာမှာဘယ်နှမျိုးရှိလဲ2မျိုးဘာနဲ့လဲအထပညာနဲ့တတ္တပညာအထဆိုတာကတော့ဓမ္မမိတ်ဆွေများကအလွယ်ပဲမှတ်ထားပါဒရဝိထုလို့မှတ်ထားပါအထဆိုတာဘာလဲဒရဝိထုဆိုတာဘာလဲအကောင်ထဲပေါ့ဒါဆိုရင်ဒါပလင်းဆိုတဲ့ drawit ထူကြီးမဟုတ်ဘူးလားဟုတ်ပါလားဒါကဘာလဲအကောင်အထက် drawit ထူဘာလို့ခေါ်လဲအထပညက်ဟုတ်ပြီနော်ဒါပေမဲ့ပလင်းလို့ခေါ်လိုက်တဲ့အတန်ကြတော့ဘာလဲတတ္ထပညက်တဲ့ဒီမှာကြည့်ပါစကားသံတဲ့ခေါ်ဝေါ်ကြောင်းစကားသံလေးကိုလိုက်တာပေးပါဒါဆိုရင်အထဆိုတာဘာလဲ drawit ထူတတ္ထဆိုတာကြားဘူးတယ်မလားဓမ္မမိတ်ဆွေမှာရုပ်ပိုင်းသင်ဘူးတယ်မလားသင်ဘူးပါလေရုပ်ပိုင်းမှာအတန်တတ္ထသဘာသည်စိတ်ဥဒုကြောင့်ဖြစ်ရကြားဘူးတယ်မလားနောက်ပြီးတော့ဓမ္မမိတ်ဆွေမှာအာယုံ5ပါးမှလည်းမရှိဘူးလားတတ္ထယုံဆိုပြီးတော့လေကြားဖို့အတွက်ဆိုရင်အာယုံကဘာလဲဗဟိတယုံဗဟိတယုံထဲမှာပါလဲအာယုံထဲမှာတတ္ထာယုံရူပါယုံတတ္ထာယုံဟုတ်လားအတန်နဲ့ကြားနိုင်တဲ့အတန်မျိုးမျိုးကိုဘယ်လိုခေါ်လဲတတ္ထဒါဆိုရင်ရှင်းရှင်းလေးပဲပညာအနေနဲ့ပြောမယ်ဆိုရင်ခေါင်းစဉ်ကြီး2မျိုးပဲရှိတယ်နံပါတ်1ကအထွေကို drag အားဖြင့်ခေါ်တဲ့ဟာအထနံပါတ်2ကဒါကျွန်တော်ကင်ပြနေလို့ဓမ္မမိတ်ဆွေများကကိုမြင်နေရလို့ပလင်းလို့သိတာလေကျွန်တော်ကပလင်းလို့ပါဇက်ကပြောလိုက်ရင်ပလင်းဆိုတဲ့ပါဇက်ကပြောတဲ့အတန်ဒီပါလေတတ္ထဒါဆိုရင်ကျွန်တော်တို့ကဒါကိုသိစေဖို့အတွက်ကိုနော်အမည်မျိုးမျိုးတက်ဝက်ပြီးတော့ခေါ်ဝေါ်တဲ့ဟာအဲ့ဒီအနက် drawit 2ကိုကျတော့ဘာလို့ခေါ်လဲအထနော်အဲ့ဒီအထဖြစ်သောအနက် drawit 2မျိုးကိုသိစေတက်လို့သူ့ကိုဘာလို့ခေါ်လဲတတ္ထဟုတ်တယ်မလားဓမ္မမိတ်ဆွေများကျွန်တော်ကန်ပြအောင်နဲ့ဓမ္မမိတ်ဆွေများကနော်ကျွန်တော်တို့လူကြီးတွေဆိုသိတာပေါ့လူတွေကတော့ကိုမှတ်ထားတာကိုသင်ညာတယ်ကလေးတွေဆိုရင်ဒါလည်းကန်လည်းပြရသေးတယ်အတန်လည်းပြောပြတယ်ဒါပလင်းဆိုပြီးပြောရင်တတ္ထအတန်ထွက်တဲ့ဟာကတတ္ထဒီပလင်းဆိုတဲ့အကောင်တွေကြီးကိုမြင်တာဒီအထဒီသဘောပြောရင်ရပြီနော်
ဒါဆိုရင်အဲ့မှာကြည့်ပါအထပညာဆိုဒီမှာသူတစ်ပါးနားလည်အောင်အမည်အမျိုးမျိုးတက်ခါခေါ်ဝေါ်အဲ့လေးကိုလိုက်တာမယ်သိစေခေါ်ဝေါ်တယ်သိစေလို့တယ်အနက်ဒရိနက်ဒရဝတ္ထုကိုဘာလို့ခေါ်လဲအထပညာအနက်ဒိဗ္ဗေဒရဝတ္ထုတဲ့စိတ်နဲ့ထင်လာသမျှအကောင်အထည်ဝတ္ထုဒရဝတ္ထုဆိုတာတစ်မျိုးပြောမယ်ဆိုရင်ဘာကြီးလဲအကောင်အထည်ပဲအကောင်အထည်ကြီးနဲ့ပြတယ်ဆိုရင်ဒါကဘာလဲအထပညာဟုတ်ပြီနော်တထပညာဆိုတာအဲ့ဒီအထပညာကြီးကိုသိစေတက်လို့တဲ့သိစေတက်တာလေးလိုင်းတာမယ်အဲ့ဒါကြောင့်မို့သူ့ကိုဘာလို့ခေါ်လဲသိစေတက်တော်ကြောင့်စကားတန်အဲ့ဒါကြောင့်မို့သူ့ကိုတထပညာတတ္တာအမျိုးမျိုးတဲ့ဘာသာအမျိုးမျိုးအမည်မျိုးမျိုးအတန်အမျိုးမျိုးတွေ့လားကျွန်တော်တတ္တာယုံအတန်မျိုးမျိုးလို့မခေါ်ဘူးလားအတူတူပဲဒါဆိုလွယ်လွယ်မှတ်မယ်ဆိုရင်ကျွန်တော်တို့ပညာမှာ2မျိုးပဲရှိတယ်အထက်ကို drag အားဖြင့်သိစေလို့ဘာလို့ခေါ်လဲအထဟုတ်ပြီနော်အထက်ကို drag ဖြင့်သိစေအပ်တယ်လို့လိုင်းတားရယ်နော်သိစေလို့သူဘာလို့ခေါ်လဲအထပညာဟိုမှာကြည့်လိုက်စမ်းဆိုပြီးတော့ဟိုမှာကြည့်လိုက်ပါအောင်ဆိုတော့ကိုကလက်ညှိုးထိုးပြလိုက်တယ်သူ့ကိုသိစေအပ်တာမဟုတ်ဘူးလားဟိုမှာကြည့်လိုက်တော့ဘာကြီးလဲဟိုမှာကားကြီးတစ်စီးကလာနေတယ်မီးတွေတဝင်းဝင်းနော်ဟိုဓမ္မမစ္စည်းမှာဟိုဟာဖြစ်ပြီးတော့နော်မီးတွေထိုးပြီးတော့လာနေလို့မတ်စုဟိုဟာဝင်လို့မရဘူးလားမသိဘူးဓမ္မမစ္စည်းများတယောက်ခဏလေးနော်ကျွန်တော်တယောက်ကဟိုဟာလောက်ထားရတယ်တူတယ် accept down လာတယ်ဝင်မရလို့ခဏလေးပါနော်ဘယ်လိုပြောရမလဲတော့မသိဘူးပြန်ဝင်ကြည့်လိုက်ပါလို့ပဲပြောရမှာပါနော်ခဏလေးနော်ဓမ္မမစ္စည်းများတယောက်ဝင်လို့မရဘူးဖြစ်နေလို့ဘယ်လိုပြောရမလဲခဏလေးဟုတ်တယ်ဆရာစုမုံဝင်လို့မရလို့တဲ့ဟိုတယောက်လောက်ပြောပြပါလားအမဟုတ်မနစ်ပြောလိုက်မယ်ပြန်ထွက်ပြီးဝင်ကြည့်လိုက်ပါဟုတ်ကဲ့ဒါဆိုရင်ပြန်ပြောမယ်ဓမ္မမစ္စည်းများကျွန်တော်တို့အကောင့်ထဲကြီးကိုလက်ညှိုးထိုးပြပြီးညွှန်ပြပြီးတော့ဓမ္မမစ္စည်းများကြီးကိုနော်ဓမ္မမစ္စည်းများမြင်အောင်ကျွန်တော်ကဟိုမှာကားကြီးတစ်စီးကလာနေတယ်အထက်ကိုဒရက်ကြီးနဲ့နော်မီးတွေထိန်ထိန်ဝင်းလာနေတယ်အတန်နေမြည်ပြီးတော့နော်ဓမ္မမစ္စည်းများလာနေတယ်ဥမာ ambulance တစ်ခုပေါ့ ambulance ကားပေါ့ကျွန်တော်သိစေအဲ့လိုလက်ညှိုးထိုးလိုက်တာနော်ဒါကြောင့်မို့သူတို့ဘာနားလဲအောင်သိစေအဲ့လိုဒါရုပ်ဘာလို့ခေါ်လဲဒါရုပ်သိစေလိုင်းကြွားလားဟယ်လိုလိုင်းကြွားလားမသိဘူးနော်အတန်ကိုပြောမကြားရလိုင်းကပြန်ကြပါဟုတ်အဲ့လိုပဲဒီချိန်ကအသုံးများလို့နဲ့တူပါဟုတ်တယ်ဟုတ်ပြီဓမ္မမစ္စည်းများဒါဆိုရပြီနော်အထက်ကိုတွဲနဲ့ပြောမယ်ဆိုရင်ဘာလဲအထပညာအတန်နဲ့နားလည်အောင်ပြောမယ်ဆိုရင်တထပညာဟုတ်ပြီနောက်တစ်ခုတထပညာကိုနောက်တစ်ခုခေါ်သေးတယ်အမည်နာမနဲ့ပြောတာဟုတ်ပြီနော်နာမပညာလို့လည်းခေါ်ဒါတသက်မှတ်ရုံပဲဟုတ်ပြီနော်ကျွန်တော်ရဲ့နာမည်ဦးရဲထွတ်ကျွန်တော်ဗဇက်နဲ့ပြောလိုက်တယ်ပြောလိုက်တာကနာမပညာဟုတ်တယ်နော်ကျွန်တော်နာမည်ဦးရထွတ်ပါဒါတထပညာအတန်နဲ့ပြောလိုက်တယ်အထက်ကိုလည်းမမြင်ဘူးလားမြင်တယ်ထက်ကိုမြင်တာကပါလေအထပညာတထပညာဆိုတာကတော့ကိုအတန်နဲ့ပြောလိုက်တဲ့ဟာကတထပညာဒီသဘောမျိုးရင်ရပါပြီနော်ဒါပေမဲ့ဒါလေးကိုတော့သိထားပြီနော်အထပညာဆိုဒီမှာပူဇော်ကြည့်ရအောင်
သူတပါနားလေအောင် ဘာနာလဲဟောအမည်မျိုးတတ်တာ ဟော အတော် သိစေအပ်သောနတ်ဒရဝိတု ဒါဝတ္ထု အဲ့ဒါပဲအဲ့ဒါမှတ်ဖင်ရအောက်ကကွင်းစားကွေးကတိဖို့အတွက်ပဲเนาะကျွန်တော်တို့မှတ်ထားရမှာဒီအထက်ပညာဆိုဒီမှာဗာလဲသူတပါနားလေအောင်အမည်မျိုးမျိုးတက်ခါခေါ်ဝေါ်အပ်တယ်သိစေအပ်တယ်ဒါပဲအဲ့ဒရဝိတုခေါ်တာเนาะဟောတတပညာကလည်းဒီတိုင်းပဲအဲ့ဒီအထပညာကိုအဲ့အထပညာအနတ်ဒရဝိတုကိုသိစေတက်လို့ဟုတ်ပြီနော်အဲ့အထပညာဆိုတာခုနကကျွန်တော်တို့အထယ်ကိုကြီးကိုသိစေအောင် तू ကဘာလို့ရလဲပါဇက်နဲ့ပြောရတာနော်အဲ့ဒီအထပညာအနတ်ဒရဝိတုကိုသိစေတက်သောခေါ်ဝေါ်ကြောင်းစကားတယ်ဟုတ်ပြီနော်အဲ့ဒါလေးတော့မှတ်ထားပြီနော်မမစီမဒါကြက်လို့ရေးထားနော်အထပညာနဲ့တတပညာရဲ့အဓိပ္ပာယ်လေးနော်ဒါအမင်းများလို့ပါရလားဓမ္မမစ္စည်းများ ရပါ ဒါဆိုရင်တတပညာလေးကိုပူဇော်ကြည့်ပါအောင်ဓမ္မမစ္စည်းများအထ ပညာ ပညာဖြစ်သော နဲ့ဒရ နတ်ဝိတုမျိုးကို သိစေတတ် သိစေတတ်သော ကြောင့်အားတဲ့ ဟုတ်ပြီနော်အဓိကကတော့ तू အောက်မှာရှင်းထားတာကတော့ဘာသာအမျိုးမျိုးတဲ့ဘာသာဆိုတာအင်္ဂလိပ်ဖြစ်မယ်တရုတ်လည်းဖြစ်မယ်ဘာသာအမျိုးမျိုးပေါ့နော်အဲ့ဒါအမည်မျိုးမျိုးကိုအတန်မျိုးမျိုးကိုတတ်ထားလို့ခေါ်ပါတယ်ရပြီဒါဓမ္မမစ္စည်းများသိပြီနော်ဒါဆိုရင်ပညာမှာကျွန်တော်တို့နှစ်ပညာနှစ်မျိုးရှိရလို့သိရမယ်နံပါတ်1ကအထာပညာနံပါတ်2ကတတပညာဟုတ်ပြီဓမ္မမစ္စည်းမှာရပြီနော်ဒါဆိုအထာပညာအောက်မှာ2လို့ရေးထားဒီမှာမစ္စည်းမှာတခါတည်းသိအောင်ဒီမှာတခါတည်းကြည့်လိုက်အောက်မှာ2လို့ရေးထားအထာပညာ2မျိုးရှိလို့သူ့ကိုဘယ်လိုခေါ်မလဲ2လို့ရေးထားရလား ရပါပြီ ဒါဆိုတတ္တပညာအောက်မှာဘယ်နှမျိုးရေးမလဲ12လို့ရေးလိုက် စနစ် တတ္တပညာပေါင်းဘယ်နှမျိုးရှိမလဲ12မျိုးရှိမယ်နော်ရလားဒါ total ပြောရတာပေါ့နော်ဒါဆိုအထပညာ2မျိုးဆိုတာကိုကျွန်တော်ပြင်ရှင်းရမှာပေါ့နော်အထပညာကိုပြင်ရှင်းမယ်အထပညာဆိုတာဘာလဲအထွဲကို draw with နဲ့ပတ်သက်တဲ့ပညာကိုကျွန်တော်တို့ရှင်းမယ်အဲ့ဒါကဘယ်နှမျိုးလို့ပြောခဲ့လဲ2မျိုး နှစ်မျိုး ဆရာ နော်အထပညာ2မျိုးဆိုတာဘာလဲဆိုရင် လို့မရဘူး ဟုတ် ဆရာ လား စုပုံကဝင်လို့မရဘူးတဲ့ပါတယ် ကျွန်တော်သူ့ကို unable contact unable contact ဆိုပြီးဖြစ်နေတယ် enable content ဆိုတာရှင်းပြောရရင်တော့ခဏလေး line ကြောင့်လည်းဖြစ်နိုင်တယ်အေးတနာပါတယ်ကျွန်တော်ခဏလေးနော် invite လုပ်လိုက်ပါအောင်မယ်ဒါမှမဟုတ်ခဏလေးစောင့်လို့ကျွန်တော် link ပို့ပေးမယ်လို့ပြောပေးပါအောင်နော် VPN ခံပြီးတော့ပြန်ဝင်ရတယ် ဟုတ်လားအဲ့ဒါပြောပေးပါအောင်တရားတော့ VPN ခံကြည့်ပါလားလို့ ကျမဆို VPN ခံပြီးမှပြန်ဝင်လို့ရတယ်ဒီတိုင်းမရလို့ဆရာ ဟုတ် ပြော လား ကြည့်လိုက်အောင်ဆရာ ဟုတ်ကဲ့ ဟုတ် ပြောပေးပါ ဟုတ်ကဲ့ နော်တရားတော့ခဏလေးပါနော်အဲ့လိုပဲကျွန်တော်တိုင်းပြည်မှာလည်းဘာမှမသိဘူးဟိုကခံလိုက်ဒီကဖြုတ်လိုက်နေပဲအလုပ်ရှုပ်နေတာခိုင်ကြရင်လည်း VPN နဲ့ Facebook သုံးတယ် online သုံးတဲ့ခါကျရင် VPN နဲ့မရပြန်အဲ့လိုမျိုးတွေဖြစ်တယ်ကျွန်တော်တို့စီမှာကျတော့ကဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ပြန်ပြောမယ်ပညာမှာအပိုင်းဘယ်နှပိုင်းရှိလဲ2ပိုင်းနံပါတ်1ကဘာလဲအထာပညာ ပညာရှိပါ နံပါတ်2ကတတ္တပညာ တတပညာ အဲ့လိုပဲမှတ်ထားနော်အထာပညာဆိုတာဘာလဲအထေကို draw with to အဲ့ draw with to ကိုเนาะကျွန်တော်တို့သိစေအဲ့လိုသူ့ကိုဘယ်လိုခေါ်လဲသူ့ကိုသိစေအဲ့လိုเนาะကျွန်တော်တို့အခေါ်အဝေါ်မျိုးမျိုးနဲ့အလူအမားသိစေအဲ့လိုသူ့ကိုဘာလို့ဆိုလဲအထာပညာလို့ခေါ်တယ်တတ္တပညာဆိုတာခုနအထာပညာကြီးကိုเนาะသိစေတက်လို့သူ့ကိုဘာလို့ခေါ်လဲတတ္တပညာလို့ခေါ်တယ်ဟုတ်ပြီနော်ဒါဆိုရင်အထာပညာမှာကအမျိုးအစားအဖြစ်ဘယ်နှမျိုးရှိလဲ2မျိုးအထာမှာဘယ်နှမျိုးလဲ2မျိုးတတ္တမှာကဘယ်နှမျိုးလဲ12မျိုး မျိုး ဒါအမျိုးအစားအဖြစ်ပဲပြောသေးရဲ့နော်
ကဲပြန်ပြောမယ်နော်ကျွန်တော်စီမနားလဲရနော်ဒါဆိုရင်ပြင်းညက်မှာခေါင်းစဉ်ကြီးဘယ်နှမျိုးလဲ နှစ် နှစ် မျိုး မျိုး ဘာနဲ့လဲအထပ အ ည ထာ က် ပ နဲ့ ညာ သာပ နဲ့ ညာ သာ နဲ့တတာပညာ ဒါပြီးသွားပြီခေါင်းစဉ်ကိစ္စပြီးသွားပြီအဲ့ဆိုနံပါတ်1ခေါင်းစဉ်ကဘာလဲအထပညက် အ အ ထာ ထာပ သာပ ညာ ညာ အဲ့အထပညက်ကိုအမျိုးအစားနောက်ထပ်ခွဲမယ်ဆိုရင်2မျိုးထွက်မယ် နှစ်မျိုး ဟုတ်ပြီနော်ကဲနံပါတ်2ခေါင်းစဉ်ကိုကြတော့နောက်ထပ်ပြီးခွဲမယ်ဆိုရင်ခေါင်းစဉ်အားဖြင့်12မျိုးထွက်မယ် 12 နှစ်မျိုး အဲ့သဘောရပြီနော်ဒါဆိုရင်ဓမ္မမိတ်ဆွေများကိုအထပညက်ကိုမှာ2မျိုးခွဲရတဲ့မှာဘာပါလဲဆိုတော့အထပညက်ကို2မျိုးခွဲတဲ့အခါမှာတဘာဝဋ္ဌနဲ့အတဘာဝဋ္ဌတွေ့လားဓမ္မမိတ်ဆွေမှာကျွန်တော်စာအုပ်မဟိုအောင် screen မပြတော့ဘူးဒီတိုင်းပဲအမေရခဏပြုတ်နေလို့ရပြီပါလဲအတဘာဝဋ္ဌ ဘာဝိထ ပြန်ပြောမယ်တဘာဝနဲ့နော်အထနဲ့ပေါင်းလိုက်တော့ဘယ်လိုခေါ်လဲတဘာဝဋ္ဌ ဘာဝိထ တဘာဝမဟုတ်တဲ့အတဘာဝနဲ့ဝတ္ထုနဲ့အထနဲ့ပေါင်းလိုက်တော့ဗာလဲအတဘာ ဝိထ ဝဋ္ဌဆိုတာအထကိုပေါင်းလိုက်တာနော်အဲ့ဒီမှာရေးထားတဘာဝအပေါင်းအထဒီဘက်မှာလည်းအတဘာဝအပေါင်း ဘာလဲဘာလို့စတင်နေတာလဲခဏလေးမရတော့ဘူးမပြဘူး တဘာဝနဲ့အထနဲ့ပေါင်းတော့ဗာလဲတဘာဝဋ္ဌ ဘာဝိထ ဝဋ္ဌ အာတဘာဝနဲ့အထနဲ့ပေါင်းလိုက်တော့အာတဘာ ဘာဝိထ ဝဋ္ဌ ဟုတ်ပြီနော်ဒါအထရဲ့အမည်နှမျိုးပဲပေါ့ဟုတ်တယ်နော်အထရဲ့အမည်နှမျိုးတဘာဝဋ္ဌကိုနောက်တစ်မျိုးခေါ်မယ်ဆိုရင်ပရမတ္ထလို့လည်းခေါ်တယ်ဘယ်လိုခေါ်လဲ ပရမတ္ထ ပရမတ္ထ မဖြ ပရမတ္ထနဲ့တဘာဝနဲ့အတူတူပဲလေဟုတ်တယ်မလားသမားမစ်စီများ ဟုတ် မှတ်ရတာမလွယ်ဘူးလားအတဘာဝဋ္ဌဆိုတာတဘာဝမဟုတ်တဲ့ဟာဆိုတော့ပါလဲဝေါဟာရထ ဝေါဟာရ ဝေါဟာရ ဘာဝိထ နော်ဝေါဟာရဖြစ်နေတာနော်ဝေါဟာရထလို့လည်းခေါ်ပါတယ်ဒါလေးကလည်းမှတ်ထားလို့ရအောင်နော်အမည်နှမျိုးကွဲနေတာလေးကိုသိထားပေးပါဒါဆိုရင်အထပညာကို2မျိုးခွဲပြီးဆိုရင်ဘာနဲ့လဲတဘာဝဋ္ဌနဲ့ အတဘာဝိ တ ထ ဘာဝဋ္ဌ တဘာဝဋ္ဌနဲ့အတဘာဝဋ္ဌဟိုညီမအစင်မပြေဘူးဖြစ်နေတယ်ခဏလေးအထပညာမှာ2မျိုးခွဲမယ်ဆိုရင်ဘာနဲ့လဲတဘာဝဋ္ဌနဲ့ ဝဋ္ဌနဲ့အတဘာဝဋ္ဌ ဟုတ်ပြီတဘာဝဋ္ဌကိုနောက်တစ်မျိုးခေါ်ရင်ဘယ်လိုခေါ်လဲ ပရမတ္ထ ပရ ပ မ ရ တ္ မ ထ တ္ထ တဘာဝဋ္ဌကိုနောက်တစ်မျိုးခေါ်တော့ပရမတ္ထ ပရမတ္ထ တဘာဝဋ္ဌကိုနောက်တစ်မျိုးခေါ်တော့ ဝဟရထထ ဝဟရဆိုတာတော့တကယ်တော့ကျွန်တော်ကြားဘူးတယ်နော်ဝဟရဆိုတာပါလေဒါနော်ဝဟရစကားလို့ပြောကြတာပေါ့နော်ကဲဟုတ်ပြီတဘာဝဋ္ဌရဲ့အဓိပ္ပာယ်လေးကိုပူဇော်ကြည့်ပါဦးစိတ် စိတ် ဉာဏ် ဉာဏ် နဲ့ တိရှိရအောင် ဟာ ဝေပြောင်း ဝေပြောင်း ဉာဏ်နဲ့ကြည်ရဝေပြောင်း သွားပင် ပဲအောင်မပြန်ရင်မှန်ကန်ရင်တရားကိုထင်ရှားရှိတော်အနတ်တဘော အနတ်တဘော ဒါလေးကိုဓမ္မမစီမှာတည်ပြီးသားပဲမဖောက်မပြန်မှန်ကန်တဲ့မှတ်နေတာကိုဘယ်လိုခေါ်လဲပရမတ္ထလို့ခေါ်တယ် ပရမတ္ထ ပရမတ္ထ အတူတူပဲမလားဓမ္မမစီများဒါဆိုရင်ဓမ္မမစီများစိတ်ဉာဏ်နဲ့ကြည့်ရှုရတယ်ကွယ်ပြောက်ပြန်မသွားပဲမဖောက်မပြန်မှန်ကန်နေတဲ့ထင်ရှားရှိနေတဲ့သဘောနဲ့ကိုဒါဘာလို့ခေါ်လဲတဘာဝဋ္ဌပရမတ္ထနော်စိတ်ဉာဏ်နဲ့ကျွန်တော်တို့ကြည့်ရှုတယ်ဆိုတာဘာလဲကွယ်ပြောက်ဖောက်ပြန်သွားခြင်းမရှိဘူး သမီးလေးသမီး စိတ်ဉာဏ်နဲ့ကြည့်ရှုရဲဆိုတာသမားမိတ်ဆွေများဖောက်ပြန်မသွားခြင်းမရှိဘူးဆိုတာကျွန်တော်တို့ဝေဒနာဆိုတဲ့တရားလေးကိုကျွန်တော်စဉ်းစားကြည့်အောင်ဝေဒနာဆိုတာဘာလဲခံစားတတ်သောသဘောအဲ့ဒါလေးကိုကျွန်တော်ဉာဏ်နဲ့ကြည့်ရှုလို့မရဘူးလား ရပါတယ် နော်ဓမ္မမိတ်ဆွေများခံစားရတဲ့သဘောနော်လောဘဖြစ်သွားရင်ဆိုလည်းသိနေတယ်ဒေါသဖြစ်သွားရင်လည်းသိနေတယ်မောဟဖြစ်သွားရင်လည်းသိနေတယ်ဒါဉာဏ်နဲ့ကြည့်ရှုရရတဲ့တရားကိုထင်ရှားရှိတယ်နော်စိတ်တရားနော်
ဒါကြောင့်မလို့မဖောက်မပြန်ပဲတဲ့နော်မှန်ကန်နေတဲ့တရားမို့လို့သဘာဝထနော်ဓမ္မမစီမာသဘာဝထလို့လည်းခေါ်သလိုပရမထလို့လည်းခေါ်တယ်နောက်တစ်ခုကအသဘာဝထဆိုတဲ့ဝေါဟာရပူဇော်ကြည့်ပါဦးသဘောတရားကို ဟုတ်တယ် ပြေရှားမရှိ အနေသဘော ဟောဒါကြတော့တရားကိုထင်ရှားမရှိဘူးเนาะတရားကိုထင်ရှားမရှိဘူးဆိုတော့ကျွန်တော်တို့ဉာဏ်နဲ့သိလို့မရဘူးစိတ်ထဲမှာစွဲနေတဲ့အရေးတပွဲထင်လာသမျှကိုတဲ့အမတ်ပြုကခေါ်ဆိုနေကြတဲ့အနတ္တိပဲပေါ့เนาะဒါကပြဉ္ညတ်ကြတဲ့အနတ္တိပဲဒါကြောင့်မို့သူ့ကိုเนาะဓမ္မမစ္စည်းမှာအသဘာဝထလို့ခေါ်တာသူကတော့ဓမ္မမစ္စည်းမှာမှတ်မယ်ဆိုရင်သဘောတရားကိုထင်ရှားမရှိဘူးဒါဆိုပြန်ပြောမယ်အထပညာကိုနှစ်မျိုးခွဲမယ်နံပါတ်1ကသဘာဝထနဲ့သဘာဝထ သဘာဝထ သဘာဝထ ဟုတ်ပြီသဘာဝထကိုအမည်တစ်မျိုးပေးမယ်ဆိုရင် ပရမတ္ထ အသဘာဝထကိုအမည်တစ်မျိုးပေးမယ်ဆိုရင်ဘောဟာဟုတ်ပြီဒါဆိုသဘာဝထဆိုရဲပရမတ္ထတရားကပါလဲမဖောက်မပြန်မှန်ကန်တဲမှတ်နေတဲ့သဘောတရားဟုတ်တယ်နော်ဓမ္မမစ္စည်းတီးပြီးသားပရမတ္ထတရားအတိုင်းပဲပြောလိုက်ရတယ်နော်ဟောအသဘာဝထကျတော့တရားကိုထင်ရှားလည်းမရှိဘူးနော်ဒါကြောင့်အရေးတစ်ဖွဲ့ထင်လာတယ်ဆိုတော့ပြည့်ညက်ထားတဲ့အနတ်သဘောနော်ဒါလာလေးသိထားရရတယ်ဟောကျွန်တော်တို့ဒီနာရက်ွက်ကလည်းတော်တော်တောင်းညမ်းနေဓမ္မမစ္စည်းများဖျားပွဲလုံနေတာစူညမ်းနေရပဲတရက်ကွက်လုံးစူညမ်းနေရပဲတော်တော်အေးချမ်းနေရတဲ့တူတယ်သူတို့စိတ်ထဲမှာဟုတ်ပါဆရာရေ တော်တော်စိတ်ညစ်စရာ လည်းအလူကနေလည်းဒိန်းနဲ့နေပေါက်တွေဖွင့် ပတ်ဝန်းကျင်တော်တော်နောက်ဆက်ဖြစ်တယ်မကောင်း ဟုတ်တယ်ဆရာကျမဒီဘက်တွေမှာအဲ့လို အခုဓမ္မမစ္စည်းမှာကြားတဲ့အတိုင်းပဲကျွန်တော်တို့တောင်းအဲ့မှာဆိုကျွန်တော်တို့108တောင်ကအဲ့ရဟာဒီတိရောက်တယ်ကဲဟုတ်ပြီဓမ္မမစ္စည်းနည်းနည်းတော့သိခံနော် ဘာသာရေးရတယ်ဟိုဒီဖြစ်လို့ချင်းအကုသိုလ်ဖြစ်တယ်ဆိုတော့အဲ့ဒါ ကျွန်တော်မှ line ပေါ်မှာတယောပြီးတင်တာတွေအများကြီးပဲဟိုလူတွေကဟိုဘုန်းကြီးပခတ်လွဲတာအစဘာဒီမှန်းကိုမသိဘူးဘာမှမတန်လဲတွေကိုင်းပြီးဟိုဆူတောင်းဘာတွေလုပ်နေကြမှလည်းမသိဘူးအဲ့ဒါဓမ္မမစ္စည်းမှာအဲ့ထက်မှမပါတာတော်တော်ကံကောင်းတယ်နော်အဲ့ဒါကအန္တာပုတုဇဉ်ဆိုတာနော်ဖះရှင်ရှုံချတယ်ဖះဓမ္မမစ္စည်းမှာအန္တာပုတုဇဉ်ဆိုတာဘာမှမသိဘူးအကန်းနေနော်သူများပြောရင်လည်းပြောစရာဖြစ်တယ်ဒါအမှန်တိုင်းပြောတာဒါကျွန်တော်ကဟိုသူဘာကိုထိကြအောင်ပြောတာမဟုတ်အဲ့လိုဘဝမျိုးဖြစ်မခံတဲ့ကျွန်တော်နိုင်ငံမှာအဲ့လိုမျိုးတွေအများကြီးပဲဟုတ်တယ်သာသနာထုံးကားနေတာပြောတာနော် ဂုံယူတာစုပူဆိုးသေးတယ် ဟုတ်ပါ ဂုံယူနေကြတာတွေကပူဆိုးတယ် ဟုတ်ပါတော်တော်အနွိုင်းဖြစ်တယ်ကဲဟုတ်ပြီနော်ဓမ္မမစ္စည်းများကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ပြန်ပြောမယ်အထာပညာကို2မျိုးခွဲတယ်ဘာနဲ့လဲသဘာဝထနဲ့အသဘာဝထ ဝိထာနဲ့အသဘာဝိထာ ခေါင်းစဉ်လေးဒီကြမ်းမှတ်လို့ရအောင်ပြောမယ်နော်သဘာဝထဆိုတာပရမတ္ထတရားပရမတ္ထလို့လည်းခေါ်တယ်အသဘာဝထကိုဘယ်လိုခေါ်လဲ ဝေါဟာရ ဟာရထအစားလေးပြန်ပြောကြည့်ရအောင်ပြည့်ညက်ကိုကျွန်တော်တို့ခေါင်းစဉ်ကြီး2မျိုးနဲ့ပြောတယ်ဘာနဲ့လဲအထာပညာနဲ့ တာပြည့် ဟုတ်ပြီနော်အထာပညာဆိုတာဘာကိုပြောချင်တာလဲအထက်ကို draw ဝတ္ထုကြီးကို သိစေအပ်တယ် သိစေအဲ့လိုအမည်မျိုးနဲ့ခေါ် အဲ့ တာ တော့အနက်တော်စု ကျွန်တော်ကသဘောတရားဝယ်ပြပြမယ်နော်ဓမ္မမစ္စည်းမှာဒါဆိုရင်နောက်တစ်ခုကတတ္ထပညာဆိုတာအဲ့ဒီအထာပညာကြီးကိုသိစေ သိစေတ တက် တ် လို့သူ့ကိုကြတော့ဘာလို့ခေါ်ဒါကြောင့်မလို့အတန်အားကြောင့်မို့သူ့ကိုဘာလို့ခေါ်လဲတတ္ထပညာဒါပြီးပြီးသွားပြီအဲ့ခေါင်းစဉ်ကြီး2မျိုးထဲမှာနံပါတ်1ခေါင်းစဉ်သည်အထာပညာအထာပညာကို2မျိုးထပ်ခွဲမယ်ဘာနဲ့လဲသဘာဝထနဲ့ သဘာဝထ နဲ့ သဘာဝထနဲ့ အသဘာဝထ တဘာဝဝ သဘာဝထအောင်နောက်တစ်မျိုးခေါ်မယ်ဆိုရင်ပရမတ္ထ ပရမတ္ထ အသဘာဝထအောင်ကျတော့ဝဟာရထ ဝေါဟာရထ ကဲပြီးပြီလို့မှတ်ထားလိုက်တော့ဓမ္မမစ္စည်းများအထာပညာ2ခုပြီးသွားပြီဒါဆိုရင်ကျန်တာပါလဲတတ္ထပညာကိုပြောကြအောင်တတ္ထပညာမှာခေါင်းစဉ်12မျိုးလို့ပြောခဲ့တယ်ဟုတ်လားဓမ္မမစ္စည်းများ ဟုတ်ပါတယ် တတ္ထပညာမှာအထပညာကိုပြောမယ်နော်
အထာပညာမှာ12မျိုးပြောတာတထလို့ကျွန်တော်ပောက်ခဲ့တယ်များမှားပြောနေတာအထာပညာကိုနော်ဓမ္မမဆွေများခေါင်းစဉ်ကြီး12မျိုးရှိပါတယ်တဲ့နော်အဲ့ဒါဘာကြီးလဲဆိုရင်တဘာဝဋ္ဌပရမတ္ထနဲ့အတဘာဝဋ္ဌပရမတ္ထအဲ့2မျိုးကိုပဲကျွန်တော်တို့ခေါင်းစဉ်ခွဲလိုက်တာနော်နံပါတ်1ကကြတော့1မျိုးပဲပါတယ်နောက်1မျိုးကကြတော့12မျိုးပါတယ်နော်ကျွန်တော်တထနဲ့မှားနေတယ်ဓမ္မမဆွေများပြောနေတထပညာသုံးတယ်တကယ်တော့အဲ့ဒီတဘာဝဋ္ဌဆိုတာကတဘာပဲပါတယ်ထပ်ခွဲမယ်နော်အဲ့2မျိုးတည်းကပြန်ခွဲမယ်နော်တဘာဝဋ္ဌက1မျိုးပဲပါတယ်နော်အတဘာဝဋ္ဌဆိုတဲ့ဝဟရထဘယ်နှမျိုးခေါ်လဲ12မျိုးပါတယ်ဟုတ်ပြီတဘာဝဋ္ဌဆိုတာပရမတ္ထပေါ့ပရမတ္ထက1မျိုးပဲရှိမယ်ကျန်တာကတော့ပြဉ္ညတ်တွေဆိုတဲ့ဝဟရတွေပဲနော်ဟုတ်ပြီဒါဆိုရင်တဘာဝဋ္ဌဆိုတဲ့ပရမတ္ထကိုပြောမယ်ဆိုရင်နံပါတ်1ပြဉ္ညတ်ဒီဘာလဲတစ္ဆာပြဉ္ညတ်နော် तू ကလည်းတကယ်ဓမ္မမစိန်မားကအလွယ်မှတ်မယ်ဆိုရင် तू ပရမတ္ထတရားတွေပဲဟုတ်လားပရမတ္ထတရားဒီအနက်ရဲ့အဓိပ္ပာယ်တွေကိုတော့မကြက်စေခြင်းဓမ္မမစိန်မားကြက်လဲမေ့မှာပဲเนาะအလွယ်မဲမှတ်မယ်ဆိုရင်တစ္ဆာပြဉ္ညတ်ဆိုဒီမှာပရမတ္ထတရားလို့မှတ်ထားဘာလဲဆိုရင်သဘောအားလျော်စွာဖြစ်လာသောပရမတ္ထကရိယာစုပရမတ္ထသဘောစုတို့ဤတရားကိုထင်ရှားရှိသောအနတ်သဘောကိုသိစေအပ်သောမာခြင်းပြော့ခြင်းခံစားခြင်းစသောပညာဟုတ်တယ်နော်မာခြင်းမာတဲ့သဘောပြောတဲ့သဘောပေါ့တဲ့သဘောလေးတဲ့သဘောဆိုတာပထဝီမှတ်လာတာမသိများဟုတ်ပါတယ်ဆရာပထဝီလို့ပြောရဲဆိုတာပထဝီလို့ပြောလိုက်တာ ਨੇ ကျွန်တော်တို့ကမာခြင်းသဘောပြော့ခြင်းသဘောเนาะပူခြင်းသဘောအေးခြင်းသဘောပူခြင်းသဘောအေးခြင်းသဘောကတော့တီစောပေါ့နော်မာကျန်းလေးပြော့ချောပေါ့အဲ့ဒါမှန်သမျှကတစ္ဆာပညာကိုလောလောဆယ်အလွယ်ပဲမှတ်ပါဘေးမှာပရမတ္ထလို့ရေးထားတယ်เนาะဒီဟာလေးပဲမှတ်ထားပေးနောက်တစ်ခုကကြတော့ဝဟရထဆိုတဲ့သဘာဝမဟုတ်တဲ့အတဘာဝဋ္ဌက12မျိုးရှိတယ်12မျိုးဆိုရင် तू က2ကနေစပြီးတော့17မျိုးရှိတာပေါ့နော် तू ကအပေါ်က1ခုပါသွားပြီဆိုတော့12မျိုးထဲမှာ1ခုပါသွားပြီဆိုတော့17မျိုးပဲရှိမှာပေါ့နော်2ကနေကျွန်တော်တော့တွားကြမှာပေါ့နော်နံပါတ်1ကဘာလဲဆိုရင်ဥပါဒာပညာဘာလဲဥပါဒာပညာဥပါဒာကိုလည်းအလွယ်မှတ်မယ်ဆိုရင်ဘာလို့ပြောရမလဲဆိုရင်ခန္ဓာ၅ပါးအပေါင်းစုကိုဥပါဒာပညာလို့ခေါ်တယ်ဘယ်လိုခေါ်မလဲခန္ဓာ၅ပါးအပေါင်းစုအလွယ်မှတ်ပါဘာမှမဆိုပါဒီစာတွေကိုအလွတ်မကျက်နဲ့နော်ကျွန်တော်တို့အဓိပ္ပာယ်ကိုသိအောင်ပဲပြောမယ်ဥပါဒာပညာဆိုတာဘာလဲခန္ဓာ၅ပါးပေါင်းတာဒါဆိုရင်ယောက်ျားကလည်းဥပါဒာပညာပဲမိန်းမဆိုဒီမှာလည်းနော်အဲ့ဒီပုံကိုယ်တွေပေါ့ခွေးထီးတို့ခွေးမတို့နော်ကြောင်တို့မြောက်ထီးတို့မြောက်မတို့စင်ထီးတို့စင်မတို့ဒီကဒါတွေအကောင်လုံးတိရစ္ဆာန်တွေရောလူတွေရောအကောင်လုံးပါလေခန္ဓာ၅ပါးရှိတဲ့ပုံကိုမှန်သမျှပေါင်းစုထားတာကိုဘာလို့ခေါ်လဲဥပါဒာပညာအားလုံးပူဇော်ကြည့်ပါအောင်ဓမ္မမစ္စည်းများတစ်ခေါက်လောက်ဥပါဒာပညာပရမတ္ထဓမ္မတေတိတေတိဆွေတိအတောယောက်ျားမိန်းမဘောဓိစံတဲ့ကိတ္တသတ္တပိညာဟုတ်ပြီနော်ဒါဆိုရင်ခန္ဓာ၅ပါးအကြောင်းကိုသိစီနော်ခန္ဓာ၅ပါးကိုပေါင်းစုထားတာကိုဘာလို့ခေါ်လဲဥပါဒာပညာဒီဥပါဒာကိုကြားဘူးတယ်မှလားဓမ္မမစ္စည်းမှာရုပ်ပိုင်းထဲမှာကြားဘူးတယ်နော်မဟာဘုတ်၄ပါးကိုလာမီနေတဲ့ဥပါဒာရုပ်ဘယ်နှပါလဲ24ပါ24ပါရုပ်28ပါးထဲမှာမဟာဘုတ်၄ပါးကိုလာမိတယ်ဥပါဒာပညာနော်ဒါလေးကိုပြန်ပြောမယ်အလွယ်ပြောမယ်ဆိုရင်ခန္ဓာ၅ပါးအပေါင်းစုလုပ်ထားတဲ့နော်ပုံသဏ္ဍာန်နဲ့ရှိတဲ့ပုံကိုယ်တွေအကုန်လုံးကိုဘာလို့ခေါ်လဲဥပါဒာပညာဒါနံပါတ်1လို့မှတ်ထားပြီပေါ့နော်ဒါဒီမှာတော့ခေါင်းစဉ်အားဖြင့်တော့2ဖြစ်နေတာပေါ့နော်ဒါ17ခုတွေကကျွန်တော်တို့သွားမှာဘူးကဲဒါဆိုရင်နောက်တစ်ခုကဘာလဲဆိုရင်တမူဟပညာတဲ့နောက်တစ်ခုကဘာလဲတမူဟအာဘုတ်၄ပါးတို့ပေါင်းစုတည်နေခြင်းကိုတခုတည်းထင်မြင်ဆွဲရသိအောင်ရေကြီးမြင့်မိုးအိမ်စัจ java လာ
ယထာလှဲအိုးစသောပညာဒါဆိုဓမ္မမိတ်ဆွေတတ်မဲ့ဒီမှာရေးထားတတ်မဲ့လို့ရေးထားခုနကဥပါဒပညာဆိုတာသက်ရှိမဟာဘုတ်၄ပါးကိုပေါင်းထားတာခန္ဓာ၅ပါးကိုပေါင်းထားတာပေါ့နော်သက်ရှိခန္ဓာ၅ပါးကိုပေါင်းထားတာကိုဥပါဒပညာမဟာဘုတ်၄ပါးနဲ့ဖွဲ့စည်းထားတဲ့အရာမှန်သမျှကိုနော်တတ်မဲ့တွေကိုဘာလို့ခေါ်လဲဆိုရင်တမှုဟပညာလို့ခေါ်တယ်ဥမာအိမ်မှာရှိတဲ့ရေအိုးရေအိုးဆိုတာဘာလဲရှွန့်ရယ်သဲရယ်နော်ဓမ္မမိတ်ဆွေများမြေကြီးရယ်နော်ရေရယ်ဖြော်ပြီးမှအိုးလောက်ထားတာလေနော်ဒါကြောင့်မလို့သူလည်းဘုတ်ကြီးမဟာဘုတ်ကြီး၄ပါးနဲ့ပဲဖွဲ့စည်းထားတာကျွန်တော်တို့မှာရှိသမျှအရာဝတ္ထုမှန်သမျှအကုန်လုံးဒီတတ်မဲ့မှန်သမျှဒီလေဒီမဟာဘုတ်၄ပါးနဲ့ဖွဲ့စည်းထားတဲ့ဟာတွေမှန်သမျှကိုဘာလို့ခေါ်လဲတမှုဟပညာဒါဆိုရင်ယောက်ျားတို့မိန်းမတို့ကလေးတို့လူကြီးတို့ဆိုတာဘာလဲဥပါဒပညာ ပညာ ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ကအတဘာဝထဆိုတဲ့ဝေါဟာရထထဲမှာပါတဲ့တရားတွေပေါ့နော်ဒါဆိုရင်နံပါတ်1ကဘာလဲခန္ဓာ၅ပါးကိုပေါင်းစုထားတာကိုဥပါဒပညာ ဥပါဒပညာ မဟာဘုတ်ဆိုတဲ့ရုပ်တရားတွေအကုန်လုံးကိုတတ်မဲ့ရုပ်တွေကိုပေါင်းစုထားတာကိုဘာလို့ခေါ်လဲတမှုဟာကားဆိုရင်လည်းဘိန်းရယ်စတီယာရင်ရယ်ဟုတ်လားနောက်အများကြီးပေါ့ brake တွေရယ် lever တွေအကုန်လုံးပေါင်းထားတာမလို့သူ့ကိုကားလို့ခေါ်တယ်လို့ပဲเนาะပေါင်းစုထားလို့နောက်တစ်ခုကတန်ဌာနပညာ တန်ဌာနပညာ တန်ဌာနဆိုတော့အောက်မှာထဝင်ပဲเนาะတွေ့တယ်เนาะ ဟုတ်ပါတယ် နာကြီးနှလုံးမစင်ဘူးထဆင်တူးနဲ့ထဝင်ပဲနဲ့ပေါ့เนาะတန်ဌာနပညာဆိုတာတပြိုင်နဲ့ဖြစ်ကြတည်ကြသောအစိတ်ပိုင်းတို့ကိုအစိတ်တို့ကိုဝိုင်းဝန်းအောင်အားလိုက်တာမယ်ဝိုင်းတယ်ရှည်တယ်တိုးတယ်လုံးတယ်ပြားတယ်ကြီးတယ်ငါเนาะငယ်တယ်စသည်ပုံမှန်တရံအမျိုးမျိုးဖြစ်အဲ့ဒါလေးလိုက်တာဒါဆိုရင်ဓမ္မမိတ်ဆွေများအရက်ရှည်ရှည်နဲ့လူတရားလို့ပြောရင်သူ့ရဲ့ဘာကိုပြောတာလဲသူ့ရဲ့တရံကိုပြောတာ ဌာနပညာကိုပြောတာ ခုနပြောအရက်ရှည်ရှည်နဲ့လူဆိုတာကတော့ဓမ္မမိတ်ဆွေများသူကတန်ဌာနကိုသူကဦးစားပေးပြီးပြောတဲ့ဟာပေါ့နော်လူကတော့တပည့်ခုနကပြောတဲ့ဟာပါလေဥပါဒပညာလူလို့ပြောရင်တော့တစ်မျိုးပေါ့သူကတော့ပုံတရံနေနဲ့ထင်ရှားအောင်ပြတာဥပမာနော်ဟိုမှာဝိုင်းဝိုင်းနဲ့အိုးတိုးသွားယူလိုက်နောက်ဖေးမှာပကံဝိုင်းတစ်ချက်သွားယူလိုက်ဟုတ်ပြီနော်အဲ့ဘေးနားမှာ4000ခွက်လေးပါယူခဲ့ဒါကဘာနဲ့ပြောရလဲပုံတရံနဲ့ပြောတာနော်သိဖို့အတွက်ကိုဌာနပညာနော်မှတပြက်စီးတိုလေးယူခဲ့နော်တပြက်စီးတွေအများကြီးရှိတယ်မှာတပြက်စီးတိုတဲ့တပြက်စီးကိုယူခဲ့ဆိုရင်ဒါကတန်ဌာနပညာပေါ့ဘောကအိမ်မှာတစ်ခုကိုသုံးဆွဲနေတဲ့အရာဝတ္ထုဖြစ်ပညာပေါ့သူတစ်ပါးတွေသိစေဖို့အတွက်ဆိုရင်ဒါစကားနဲ့ပြောလိုက်တဲ့အတန်နော်ပုံတရံနဲ့ပြောလိုက်တဲ့အတန်ပေါ့နော်အဲ့ဒါကိုကြတော့ဗာလဲတန်ဌာနပညာအထပညာထဲမှာပါတာဟုတ်နော်ဒါဆိုရင်နောက်တစ်ခုကကြတော့တန်တတိပညာတဲ့တန်တတိဆိုတာဗာလဲဥပစယတန်တတိနော်ဆက်ဖြစ်တဲ့ဟာတဘောလေးဘာဖြစ်လဲဆိုရင်ဥပစယဆိုတာဗာလဲဥပစဖြစ်တာနော်တန်တတိဆိုတာဗာလဲဆက်ဖြစ်တာဟုတ်ပြီနော်ကြားဘူးရနော်ဥပစယတန်တတိကိုဇာတိယုတ်လို့လည်းခေါ်တယ်အဲ့တော့ကျွန်တော်တို့ပရိသတ်နေဖြစ်တဲ့အခါမှာစဖြစ်တာကိုဥပလို့ခေါ်တယ်ဆက်ဖြစ်နေတာကိုဘာလို့ခေါ်လဲတန်တတိနော်တန်တတိဆိုတာဒီမှာဘာရေးထားလဲဆိုရင်ရှင်းနာစင်ဆက်ဖြစ်ကြသောတရားအစိတ်တို့ကိုတခုတည်းပြုကဤဝတ္ထုကိုဟုပင်ထင်မြင်ဆွဲပြု၍သိစေအပ်သောလိုက်တာမယ်မြင့်ရည်အလင်းစီမီလျံစသောပညာဓမ္မမစီမှာကျွန်တော်တို့ပြီးခဲ့နှစ်ကလည်းပြီးခဲ့တစ်ခေါက်ကလည်းပြောခဲ့တယ်လေလူတစ်ယောက်ကမြစ်ထဲကိုနှစ်ခါမစင်းဘူးဆိုတာလေဟုတ်လားလူတစ်ယောက်ကမြစ်ထဲဆင်းလိုက်ရင်အဲ့မြစ်ကစီးစင်းမသွားဘူးလားသင်တော်ပါခုနကသူစီးတဲ့မြစ်သူဆင်းသွားတဲ့မြစ်မဟုတ်တော့ဘူးเนาะအဲ့ရေကဘယ်ရောက်သွားပြီလဲအဝေးရောက်သွားပြီနော်ဒါကြောင့်မလူတစ်ယောက်ကမြစ်ထဲကိုနှစ်ခါမစင်းဘူးဆိုတာအဲ့ဒါကိုပြောတာအမြဲတမ်းအလင်းမပြတ်စီးစင်းနေလို့သာလဲမြစ်ကမြင်နေရလို့ဒါမြစ်ကြီးလို့လက်ညှိုးထိုးလို့ရတာလေ
ဥမာဓမ္မစစီမီလန်ဆိုလည်းဒီတိုင်းပဲကျွန်တော်တို့စီမီကနဲ့လေးကတောက်နေတယ်မီးစာလေးကမီးတောက်နေတယ်ဆိုတာတော့ပဲသိတယ်ဒါပေမဲ့ဒီမီးတောက်ဒီအခါမလက်လောင်ကျွမ်းတယ်အစ်ဖြစ်တယ်လောင်ကျွမ်းတယ်အစ်ဖြစ်တယ်ဒီလိုမျိုးတွေဖြစ်နေတာဟုတ်လားဒါကြောင့်မို့လို့ကျွန်တော်တို့အဲ့ဒါကဆက်ဖြစ်နေကျွန်တော်တို့ငယ်တော့ငါတို့ငယ်တော့လည်းဒီပုံမှာပဲအခုလည်းဒီပုံပဲနော်ငယ်ရုပ်လေးတော့နည်းနည်းလေးပေါ်ပါသေးတယ်ပြောကြတယ်လေတကယ်တော့ကျွန်တော်တို့ကဆက်ဖြစ်နေလို့သားလေနော်ဓမ္မမစ္စည်းမှာရုပ်တရားကြီးပြီးတော့ပုံသဏ္ဍာန်တွေအိုလာတော့ရှိမှာပေါ့နော်ကျွန်တော်တို့ကဖြစ်လိုက်ပြက်လိုက်ဆဲတွေရဖြစ်လိုက်ပြက်လိုက်နဲ့နော်အသက်တွေကြီးလာကြတာလေဟုတ်တယ်မလားဓမ္မမစ္စည်းမှာဒါပေမဲ့ကျွန်တော်တို့ကမသိတာဘူးတစ်စက်တည်းဖြစ်နေရလို့ပဲငယ်ငယ်တည်းကရုပ်ကတစ်စက်တည်းပဲအခုဒေါက်ရှော့တီဒီတိုင်းပဲဖြစ်တယ်လို့တယ်ကြတော့ကျွန်တော်ငယ်ငယ်တော့ဆဲတွေကမရှိတော့ဘူးအဲဆဲရောအသက်တွေနဲ့ပဲနေ့တိုင်းသွားနေကြတာเนาะအဲ့ဒါဘာပြောရလဲဆိုရင်တန်တတိဆိုတာဘာလဲမြေရည်လင်းတို့စင်မီလန်တို့เนาะအိမ်ကမီးချောင်းဆိုလည်းဒီတိုင်းပြောလို့မရဘူးရတယ်เนาะဒါဆက်ဖြစ်နေတဲ့သဘောတရားနဲ့ညွန်ပြခြင်းလေဆိုရင်ခေါ်ဝေါ်သုံးဆဲမယ်ဆိုရင်ဘာလို့ခေါ်လဲတန်တတိဒါဆိုပြန်ပြောကြည့်အောင်ဒီကျွန်တော်တို့ဒီ17ပါးထဲမှာနံပါတ်1ကဘာလဲခန္ဓာ၅ပါးပေါင်းစုထားတာကိုဘာလို့ခေါ်လဲဥပါဒပညာဥပါဒပညာဟုတ်ပြီနော်နောက်ရုပ်တွေကိုစုပေါင်းထားတာအရာဝတ္ထုသက်မဲ့တွေကိုစုပေါင်းထားပြီးကားဆိုကားအိမ်ဆိုအိမ်လောက်ထားတာကဘာလဲတမုဟာပညာနောက်တစ်ခုကဘာလဲပုံသဏ္ဍာန်တွေနဲ့လုံးနဲ့ရှည်တယ်ပိန်တယ်ဝတယ်ဟိုမှာဝါနဲ့မိမတယောက်လာနေတယ်လို့ပြောရဲဆိုရင်ဝါနဲ့ဆိုတော့ဝါတာကိုဘာလို့ပြောမဆိုရင်ပုံသဏ္ဍာန်ကိုပြောရဲဆိုတော့ဗာလဲတန်ဌာနာပညာဟုတ်ပြီနော်အိမ်ကစီမီလန်လေးတွေဟုတ်ပြီနော်ပြောင်းနိုင်လေးတွေမိချောင်းမလေးတွေအကုန်လုံးကဗာလဲဆက်ဖြစ်နေတဲ့တရားတွေမဟုတ်လို့ဗာလဲတန်တတိပညာနေလုံးဤဆိုလဲကျွန်တော်တို့ကတန်တတိပညာလို့မပြောလို့မရဘူးလားနေကြနေလဲဒီတိုင်းပဲအမြဲတမ်းပောက်ကွဲပြီးတော့လောင်ကျွမ်းနေတယ်ကျွန်တော်တို့ကသူပြက်သွားတာကိုမမြင်ဘူးသူဆက်ဖြစ်နေတာတွေပဲသူမြင်နေတယ်နော်ပေါက်ပြီးတော့ချုပ်သွားတာမမြင်ဘူးတကယ်တော့သူကအဆက်မပြတ်လောင်ကျွမ်းနေတာမဟုတ်ဘူးလားဒါလည်းဒီပုံစံပဲနော်ဆက်ဖြစ်နေတဲ့သဘောတရားလေးနောက်တစ်ခုကဘာလဲကာလပညာဆိုတာဘာလဲတဲ့နေလနက္ခတ်တို့ကိုသွာလာမှုကိုဆွဲ၍သိအပ်တော်အဲ့ဒါတွေကတော့ဒါကိုအဆွဲပြုလို့ပဲပြောတာဒါတွေမမှတ်စရာမလိုဘူးနော်နေတွေလာတွေလက်ခတ်တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကဘာလုပ်ခဲ့ကြလဲနေတွေလာတွေဆိုတော့ကျွန်တော်တို့ပြက်ကလေးတွေမလုပ်ခဲ့ဘူးလားဟုတ်တယ်နော်အရင်တော့ဆိုရင်လူတွေကဘာလုပ်ကြနေနာရီဆိုပြီးလုပ်ကြတယ်မလားနေနာရီဆိုတာနေလမ်းကြောင်းပြောင်းပြီးတော့နာရီပုံစံလေးဘယ်နေရာရောက်နေတယ်ဆိုတော့နေနာရီလုပ်ကြတယ်အခုကျတော့အဲ့လိုမျိုးတွေမဟုတ်ဘူးခစ်တွေမိလာတဲ့ခါကျတော့ကျွန်တော်ဘာလုပ်ကြလဲပြက်ကလေးတွေလောက်လာကြတယ်ဟုတ်တယ်နော်ပြက်ကလေးတွေမှာဆိုတနေ့မှာနော်တနေ့မှာ12လနော်တလမှာ30 31ရက်ဒါတွေပေါ့ဒါတွေကဘာတွေနေလတွေနက်ခတ်တွေကိုကြည့်ပြီးတော့ဆွဲပြီးကျွန်တော်တို့ကလုပ်ခဲ့ကြတယ်ဒါကြောင့်မြန်မာလနဲ့အင်္ဂလိပ်လနဲ့မြန်မာရက်နဲ့အင်္ဂလိပ်ရက်နဲ့တူချင်းမတူတာလေဟုတ်လားဒီသဘောလေးတွေရှိတာပေါ့အဲ့လိုဆွဲပြီးတော့လုပ်ခဲ့တဲ့နေလပက္ခလာနဲ့ကတ်နဲ့စသည်ဟာတွေပေါ့နော်ဒါလေးမှတ်ထားပြီဒါလေးလိုက်တာနေဆိုတာကတော့ဘယ်နေလဲပေါ့ဗုဒ္ဓဘုနေ့ပြောလိုက်ရင်လည်းဒါကကာလပညာပဲရက်ဒါဓမ္မမစ္စည်းမှာစာမုဘဲကပဲ6ရက်12လဟုတ်တယ်နော်စနေနေ့စမယ်ဆိုဒါကဘာနဲ့ပြောတာလဲကာလနဲ့ပြောတာကာလပညာဟုတ်ပြီနော်yes နော်နေ့ရောရက်ကိုပြောရနော်ပက္ခဆိုတာတော့15ရက်ကိုပြောတာနော်15ရက်ဆိုတာလဝက်ပေါ့နော်ပက္ခဆိုတာလဝက်လနှစ်လဆိုရင်ဘယ်နှလလဲဧပြီလဘာလဒါနဲ့ပြောတယ်နှစ်က2025လ2026လဒါမျိုးနှစ်နဲ့ပြောမယ်အဲ့လိုနှစ်တွေလတွေရက်တွေနဲ့ပြောတဲ့ပညာကိုဘာလို့ကာလပညာမနေ့ဖြန်သင်တန်းရှိတယ်တတိယအဆင့်သင်တန်းရှိရဆိုတာမနေ့ဖြန်ကိုဦးစားပေးပြောပြတာဆိုတာပါလဲကာလပညာဟုတ်ပြီနော်မနေ့ဖြန်9နာရီသင်တန်းရှိတယ်အဲ့ဒါလည်းဘာလို့ပြောရလဲကာလပညာပဲနော်ဟုတ်ပြီနော်ဒါသိပြီနော်ဒါလေးကဓမ္မမစ္စည်းမှာဒီဘေးရစာတွေလွတ်ကျက်ဆရာမလို့သူဘာအောင်ဆိုလို့သိရင်ရပြီနော်ကဲနောက်တစ်ခုကဘာလဲဒိတာ
ဒီတာဆိုတာဓမ္မပစ္စည်းအရက်မျက်နှာကိုပြောတာဒီတာဖရဏဆိုတာကြားဘူးတယ်မှာဓမ္မပစ္စည်းများနော်ကျွန်တော်တို့ဗာလဲမင်းကွန်းဆရာတော်ကြီးရဲ့အရက်ရှိမျက်နှာပို့ဟုတ်လားအရှိရနာရှိတော့နောက်ရနာရှိတော့နော်အရှိတောင်တောင်းရနာနောက်တောင်တောင်းရနာအဲ့လိုမျိုးတွေပေါ့နော်ဒီတာဆိုတာဗာလဲအရက်မျက်နှာနေလနက္ခတို့မထွက်ရကိုဆွေးတွေ့ရတော့ဒါတွေကနေလနက္ခတွေကိုပဲအကြောင်းပြုအရှိအနောက်တောင်မြောက်အရက်ရှိမျက်နှာစတော့ပြည့်ညက်ဒါကဟောဓမ္မမဆွေများကျွန်တော်ဗမာနေလဲဆိုရင်ကျွန်တော်ကတက္ကိတအရှိပိုင်းအရှိရက်ကွက်မှာနေတယ်ရှေ့ရက်ကွက်မှာနေတယ်နော်အဲ့လိုပြောရင်ဒါကျွန်တော်ဗမာနေလဲကျွန်တော်ပြောတဲ့ရက်ကွက်ကိုညွှန်းတယ်ဆိုတော့ဒါပါလေဒီတာပြည့်ညက်ဟောအငယ်ဦးမြင့်ဦးကခုနှစ်အနောက်မှာနေတယ်နော်ခုနှစ်နောက်မှာနေဆိုရင်သူကဘာကိုညွှန်းပြောတာလဲဓမ္မမဆွေများဒီတာပြည့်ညက်ကိုပြောတာနေရာဒီတာနော်ဘာလို့နေရာဒေသမဟုတ်ပါဘူးအရက်မျက်နှာကိုပြောတာပေါ့နော်အရှိရက်တို့အနောက်ရက်တို့ပြောတာနော်အဲ့လိုလေးမှတ်ထားအဲ့မှာအလွယ်ပဲမှတ်ထားမယ်ဆိုရင်ပါလဲဒီတာဆိုတာပါလဲအရက်မျက်နှာကဲနောက်တစ်ခုကသွားမယ်ဒါလွတ်ချက်စရာမလိုလို့ကျွန်တော်ဒီတိုင်းပဲပြောတာနော်ဓမ္မမစ္စည်းမှာအတ္တာပညာနောက်တစ်ခုကပါလဲအတ္တာပညာအဲ့ဒါလို့ဆိုပြီးမှတ်ထားလိုက်နော်အဲ့ဒါပညာဆိုပြီးအဲ့ဒါကြတော့မမဆွေများအတိုင်းတာကိုပြောတာဘေးနားမှာမှတ်ထားပေးပါတိုင်းတာတဲ့ပြောတာနော်အတိုင်းရှည်ကိုမှတ်ထားပေးဟာသူ့ရက်က6ပေလောက်ရှိတယ်ဒါဆိုရင်ဘာကိုပြောတာလဲဟောအရက်ရှည်နဲ့ကောင်လေးအဲ့ဒါဘာကိုပြောတာလဲအတ္တာပညာအရက်ရှိတော့ကောင်လေးအရက်ပုတ်တော့ကောင်မလေးဒါကသူအတိုင်းရှိနေပါတော့အိမ်ကို12ပြည်ပို့ပေးပါဆိုရင်အိမ်မှာရှိတဲ့12ပြည်ဆိုတော့ဗာလဲဒါဒါလဲသူကနော်2ပြည်နဲ့ပတ်သက်တဲ့ဟာပေါ့နော်အတိုင်းတာနဲ့ပြောတဲ့ဟာဆိုရင်နော်ဒါအတ္တာပညာဟောစံတို့နှမ်းတို့မူရောတို့လက်သစ်တောင်တာယူဇနာစတဲ့အတိုင်းရှိခီးစဉ်ကိုဆွဲရည်တည်အပ်သောပညာဓမ္မပစ္စည်းများနောက်တစ်ခုပြောလို့ရတာပေါ့မန္တလေးကမိုင်900ကျော်ဝေးတယ်ဟုတ်တယ်နော်ရန်ကုန်နဲ့ဆိုရင်မိုင်900ကျော်ဝေးတယ်ဆိုရင်အဲ့ဒါကလည်းပါလေအတ္တာပညာနော်ဒါမျိုးပေါ့ဒါကာလအတိုင်းတာကိုပြောတာဆိုအတ္တာပညာဒါဆိုပြန်ပြောကြည့်ရအောင်နံပါတ်1ကဘာလဲဥပါဒပညာ ဥပါဒပညာဆိုတာဘာလဲယုံ nant လေးပေါင်းစုထားတာကိုဥပါဒ ခဏငါးပါအပေါင်းကို ဟုတ်တယ်နံပါတ်2ကဘာလဲ သမူဟပ အမဲ့ ညာ တွေကိုပြောတာဘာလဲသမုဟပညာသမုဟပြီးတော့နောက်တစ်ခုကဘာလဲပုံတရံနဲ့ပူရဲစတိုရဲရှိရဲဆိုတာဘာပြောတာလဲကြီးမားတဲ့တောင်ကြီးလို့ပြောတာတန်ထာနာပညာရေလင်းတို့မီးလင်းတို့ပြောမယ်ဆိုရင်ဘာလဲ တန်တတိပညာ တန်တတိနော်တန်တတိပညာနော်နောက်တစ်ခုကနေတွေလတွေရက်တွေနှစ်တွေကိုပြောမယ်ဆိုရင်ဘာလဲ ကာလ ပညာ အရှိအနောက်တောင်မြောက်အရှိတောင်နောက်တောင်လို့ပြောတာဘာလဲဒီတာ ဒီတာပညာ ဘာလဲဒီတာ ဒီတာပညာ နော်အဲ့ဒါပညာဆိုတာရှိသေးတယ်အဲ့ဒါပညာဆိုတာဘာလဲသူကကြောအတိုင်းတာကိုပြော တိုင်းတာကို တပေလောက်ရှိတဲ့ဓာကြီးနဲ့နော်အတိုင်းတာနော်သူ့ရဲ့အရက်က6ပေလောက်ရှိတယ်ဟုတ်ပြီနော်ဒီဆန်ကိုကြည့်ရတာ3ပြည်လောက်ရှိမယ်ထင်တယ်ဟုတ်ပြီနော်ဒီရဲ့အလေးချိန်ရတော့9ကျက်သားလောက်တော့ရှိတယ်ဒီရွှေရဲ့အလေးချိန်ရ9ကျက်သားလောက်ရှိတယ်ဒါအတိုင်းတာကိုပြောတာဘာလဲအဲ့ဒါ တတ္တာပညာ ဟုတ်ပြီနော်ရတယ်နော်အဲ့ဒါသဘောလေးကိုသိရင်ရပြီနော်ကျွန်တော် definition တွေကိုအလွတ်မချက်ခိုင်းဘူးသဘောကိုပဲသိပါသဘောကိုသိရင်ဘာပြည့်ညက်လဲဆိုတော့ကွာသိလို့ရတယ်ဒါဆိုဓမ္မမစ္စည်းများကိုမေးကြည့်မယ်ကျွန်တော်မှာဆိုတာပါလေကျွန်တော်ကိုကျွန်တော်ပြောနေရနော်ကျွန်တော်မှာဆိုတာပါလေဘာပြည့်ညက် ဥပါဒ ဥပါဒပညာ ဥပါဒပညာ ဟုတ်ပြီ ဘာကိုပြောတာဥပါဒပညာ ဟုတ်ပြီကျွန်တော်မှာ4000နာရီလေးရှိတယ်
တန်ဌာနာ တ ပ ထာ ညာ နာ ဌာ ပညာ နာပညာ တန်ဌာနာပညာအာယတမေရောအာယသမုဟပညာ အော်ဗုဒ္ဓဘူးနေ့ကဝယ်တာ ဘုဒ္ဓဘုရား ကာလပညာ ကာလ ဘာ ပ ပ ညာ ညာ ကာလ ကာလပညာ ကာလ ကာလပညာ ပညာ ဟုတ်ပြီကျွန်တော်တို့ရဲ့အနောက်ရက်မှာဝယ်တာ ဒိတာပညာ ပညာ ပညာ ဟုတ်တယ်နော်နောက်အဲ့နာယီရလေဟိုလောက်ရှိမယ်ဓမ္မမစင်များတစ်ချက်သားနီးပါးလောက်ရှိမယ် အတာပညာ အတာပညာ အပညာ ဒါမျိုးလေးပေါ့နော်ဒါမျိုးဆိုတော့ तू ကအဲ့လိုမျိုးဘယ်လိုပြောမလဲဆိုတော့ तू ဘာလို့ तू ကသိစေချင်တာလဲကျွန်တော်ပြည့်ညက်တွေပဲလေဒါတွေဟုတ်တယ်မလားအမှန်တကယ်ရှိတာမဟုတ်ဘူးလူတွေကိုသိစေတော့အခုကျွန်တော်ပြောရင်ဓမ္မမစင်ကမသိဘူးလားကျွန်တော်ပြောတဲ့ပုံတံလေးတွေကိုက तू ခေါင်းထဲမှာမြင်နေရပြီလေကိုရဲထွက်ဆိုတဲ့လူကြီးကနော်နာယီဝယ်လာတယ်နော်ကျွန်တော်တို့ရဲ့အနောက်ရက်မှာဝယ်လာတယ်ဗုဒ္ဓဘူးနေ့ကဝယ်လာတယ်ဟုတ်တယ်နော်သူကအလေးချိန်ရဘယ်လောက်ရှိလဲတစ်ချက်သားလောက်တော့ရှိမယ်နော်ဒါမျိုးတွေပေါ့ဒါကိုပြောလိုက်တယ်ဆိုတာသိစေတယ်ဆိုတော့ဓမ္မမစင်များရဲ့စိတ်ထဲမှာပုံတံအနေနဲ့သွားပြီးတော့မြင်နေတာအဲ့ဒါကအထပညာရဲ့သဘောတွေပဲနော်အထပညာထဲမှာကျွန်တော်တို့ကဘာလဲအသဘာဝပညာသဘာဝမဟုတ်ဘူးနော်အသဘာဝပညာ7ပါးတွေကကျွန်တော်ပြောပြနေတယ်ဟုတ်ပြီနော်ဒါမျိုးကိုကအဲ့ဒါမျိုးသဘောပေါက်တယ်ဆိုရင်အလုပ်ကျစရာမလိုဘူးနောက်တစ်ခုကအဲ့ဒါပညာဆိုတာသိပြီနော်အတိုင်းရှိ အခုတော့ဘေးပေးရတယ်ဆရာ ဟုတ် အခုတော့မေးပဲဆရာဟိုခုနပြောလိုက်တဲ့ထဲမှာလေအရက်ရှိရှိနဲ့ကောင်းလေးဆိုပြီးတော့လေအတ္တပညာမှာဆရာနမူနာသုံးသွားတာအဲ့ဒီဟာကတဌာနနဲ့မတက်ဆိုင်ဘူး တန်ဌာနနဲ့လည်းဆိုင်တယ်ဟိုတကူကအရက်ရှိရှိဆိုရင်တော့တန်ဌာနပဲဟို6ပေလောက်ရှိတယ်ဆိုရင်တော့ အဲ့ဒါဆို အဲ့ဒါ အဲ့ဒါပညာ နော်အဲ့ဒါ တ ဖြစ် တ် သွားပြီ တတ် နော် မှတ်ချက်လေးရှိရ တတ်မှတ်ချက်လေးပါပေါ့6ပေလောက်ရှိတယ်ဆိုရင်တော့အဲ့ဒါပညာအရက်ရှိရှိဆိုတော့ပိန်းနေရှိတယ်ဆိုတော့တန်ဌာနလို့လည်းပြောတယ် တဏ္ဍာနာပ ဟုတ်တယ် ညာ နော်နည်းနည်းလေးတော့တိကျသွားရင် तू ကတိကျသွားတယ်ဆိုရင်တော့तू ကနော်အဲ့ဒါပညာဖြစ် အတ္တ သွား ပညာ နော်အဲ့လိုမျိုးလေးနော်ကဲနောက်တစ်ခုကပါလဲအာကာသပညာ ပညာ အာကာသဆိုတာဓမ္မပစီကသိပါတယ်ပရိစေတာယုတ်ကိုခေါ်တာပဲနော်တစ်ခုနဲ့တစ်ခုပိုင်းခြားထားတယ်အာကာသဆိုတာကပူဇော်ကြည့်ပါအောင်အာကာသပညာဆိုတာလေးကို မဟာဘုတ်ယုတ် မဘုတ်ယုတ်ကလတိုထင်ရှားစွာထိဆက်တွယ်မှုမရှိကြတော့အချင်းရာကိုဆွေ၍လိအပ်တော့အပကင်းလင်းတွင်တိုင်းကူစားတော့ပညာ ဟုတ်ပြီတစ်ခုနဲ့တစ်ခုရောရှက်လို့မသွားအောင်ဘေးနားမှာပိုင်းခြားထားတာကိုဘာလို့ခေါ်လဲအာကာသ အ လို့ က ခေါ် တာပညာ ကျွန်တော်တို့စီမာလည်းဒီတိုင်းပဲရုပ်တွေတစ်ခုနဲ့တစ်ခုရောရှက်မသွားအောင်ကျွန်တော်တို့ဆဲလေးတွေမှာတစ်ခုနဲ့တစ်ခုဂျားထဲမှာအကြားလက်လေးမရှိဘူးလားရှိတယ်နော်အဲဆဲတွေပေါင်းဝိုင်းတော့ကင်ဆာဖြစ်ပါနော်မဆွေးပါဒီဆဲလေးတွေကပါတစ်ခုနဲ့တစ်ခုကိုဘာလုပ်ထားရလဲစပရိတ်လုပ်ထားတာဘာမဆွေးနော်ပိုင်းခြားထားတာကိုဘာလို့ခေါ်လဲဒီနားမှာကျွန်တော်တို့ဘာဖြစ်လဲအကြားလက်လေးရှိနေတာဘာလို့ခေါ်လဲ စပရိ အာကာသပညာ အာ နော် ကာသပညာ အာကာသဆိုတာတကယ်တော့အပေါက်ပဲဖြစ်ဖြစ်တကားပေါက်ပဲဖြစ်ဖြစ်ဟင်းလင်းမြင်ပဲဖြစ်ဖြစ်လေးဟာနေရှိနိုင်သမျှမှန်သမျှကိုဘာလို့ခေါ်လဲအာကာသပညာ ဒါပညာ ။ဒါဆိုရင်ဓမ္မမစ္စည်းမှာမဟာပါတာနာလိုင်ကူကြီးမှာဆိုရင်ဘာပြောမလဲ အာကာသ အာကာသပညာ ။အာကာသပ ဒါ ညာ ပညာ ။အော်ပိတ်ချင်းမြောင်လိုင်ကူကြီးဆိုရင်ရော အာကာသပညာပဲ ဟုတ်တယ်နော်။အော်ဒါဆိုရင်ကျွန်တော်တို့ရဲ့မြောက်အရက်မှာရှိတဲ့လိုင်ကူကြီး ညောက်ရမှာရှိ ရောက်ရက်ကရောက်ရက်က ဒီတာ ဒီတာပညာ မြောက်ရက်ဆိုတာ ဒီတာ လိုင် ပ ကူ ညာ ကြီးဆိုတာပါလေ အာကာသပ အာ ညာ ကာသပညာ အာကာသပညာ ကျွန်တော်တို့နဲ့15မိုင်လောက်ပဲဝေးတာ အာကာသပညာ အဲ့ဒါပညာ အဲ့ဒါပ အဲ့ ညာ ဒါပညာ ဟုတ်လားဗုဒ္ဓဘုန်းတရားတော့ရောက်သေးတယ် ကာလပညာ ဘာပညာ ကာလပညာအဲ့ဒီလိုင်ကူကြီးရလေဝိုင်းဝိုင်းကြီး သာနာပညာ ဟုတ်တယ်နော်တန်ခါ သာနာပ တ ညာ ဌာနာပညာ အဲ့လိုမျိုးလေးပေါ့ကိုကသူ့ကိုထင်ရှားအောင်ကျွန်တော်တို့ပြောတဲ့ဓမ္မမစီမှာစိတ်ထဲမှာအဲ့လိုမျိုးရှိရှိမရှိလိုက်မတွေးနေဘူးလား တွေးနေတယ်
အဲ့တွင်းနေတဲ့ပုံသဏ္ဍာန်ကြီးကိုပေါ်မနေဘူးလားကိုယ့်ရဲ့စိတ်ထဲမှာလိုက်ပြီးတော့ပေါ်နေတယ်အဲ့ဒါကဒါမှမဟုတ်ကျွန်တော်တို့ရဲ့ပြောတဲ့အထပညာဆိုတာအဲ့ဒါပဲเนาะကျွန်တော်တို့မျိုးမျိုးအဖြစ်သိစေသိစေအောင်ကျွန်တော်တို့ကဘာလုပ်နေတာလဲပုံသဏ္ဍာန်အထဲကို drug ကြီးကိုသိစေအောင်ပြောနေတာပြောတာကတော့ပြောတဲ့အတန်ကတော့တတ္တဒါပေမဲ့ဓမ္မမဆွေများကအဲ့ဒါကြီးကိုမြင်အောင်နေတာကြီးဟာတကယ်ကြတော့ drug ကိုထွယ်ကြီးကိုမြင်နေတယ်ဆိုရင်အဲ့ဒါဘာလဲအထပညာတွေပဲအထပညာထဲမှာမှသူကအတဘာဝပညာထဲမှာပါတဲ့ဟာတွေပေါ့နော်ကဲဟုတ်ပြီဒါဆိုအာဂတပညာကိုသိတယ်နော်အပေါင်းဟင်းလင်းမြင်နော်ဓမ္မမဆွေများတစ်ခုနဲ့တစ်ခုမခြားမထိဆက်အောင်လုပ်ထားတဲ့ဟာပေါ့နော်အဲ့ဒါကိုအာဂတပညာလို့ခေါ်တယ်နောက်တစ်ခုကကျတော့ဒေတာပညာဒေတာဆိုတာဘာလဲကုန်းတဲ့ကြီးတဲ့တောတောင်မြို့ရွာစတော့ဒေတာတို့ကိုဆွဲရည်သိစီတယ်။ဟောမှာဓမ္မမစ္စဒေတာကိုဆွဲရည်ဆိုဓမ္မမစ္စအမည်လေးတက်လိုက်ပေါ့နော်။ကျွန်တော်ကျမြောက်ရက်လို့ပြောတယ်မြောက်ရက်မှာရှိတဲ့ဒေတာလို့ပြောရင်တော့ခုနပြောတယ်ဒီတာနဲ့သွားမှာမယ်။ဒါဒေတာကြတော့အဲ့လိုမဟုတ်ဘူး။ကျွန်တော်တို့ရဲ့မြောက်ရက်မှာရှိတဲ့ပြည်နယ်ကဘာလဲကချင်ပြည်နယ်။ဒါဆိုပါဒေတာပညာဒေတာပညာ ဟောကျွန်တော်တို့ရဲ့တောင်ရက်မှာရှိတဲ့ပြည်နယ်ကဘာလဲကော့တောင်ဒါကဘာလဲဒေတာဒေတာပညာ ဒေတာပညာကျွန်တော်တို့မှာဓမ္မမစ္စေများကနော်အဲ့လိုတောင်ရက်မှာတို့ဘာလို့ပြောရင်တော့မြောက်ရက်တို့တောင်ရက်တို့ရှေ့နောက်တို့ကြတော့ဓမ္မမစ္စေမှာဒီတာနဲ့ပြောရမယ်နော်ဒီတာပညာ တောင်ရက်မှာရှိတဲ့မြို့လေးဆိုရင်နော်ရွာလေးဆိုရင်ဒါကျွန်တော်ဒီတာဒေတာပညာ အရက်နဲ့ပြောမယ်ဆိုရင်တော့ဒီတာနဲ့ပြောမယ်ဌာနတွေနဲ့နေရာတွေနဲ့ပြောမယ်ဆိုရင်တော့ဒေတာနဲ့ပြောဒေတာပညာ အဲ့ဒါမှားတတ်တယ်ဗောနော်ကျွန်တော်တို့ရဲ့မြောက်အရက်မှာရှိသောဒီအစိုးရရုံးဆိုင်တဲ့နေရာဆိုရင်ပါလဲကျွန်တော်တို့ရဲ့မြောက်ရက်မှာရှိတော့အစိုးရရုံးဆိုင်တဲ့နေရာဆိုပါလဲဒေတာပညာ ဒီကြီးနာ ဒေတာဒေတာ အစိုးရရုံးဆိုင်တဲ့နေရာလေမြကြီးနားမှာအစိုးရရုံးဆိုင်ဥဒအို ကျွန်တော်တို့ရဲ့မြောက်ရက်ဆိုကျွန်တော်တို့ကရန်ကုန်မှာရှိတာမလားကျွန်တော်တို့ရဲ့မြောက်ရက်မှာရှိတဲ့အစိုးရရုံးဆိုင်တဲ့ဆိုနေပြည်တော်ဗောနေပြည်တော်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့မြောက်ရက်ပဲပြောရဲဆိုရင်တော့ပါလဲ ဒီတာပညာ ဒေတာပညာ အဲ့ဘက်မှာရှိတဲ့အစိုးရရုံးဆိုင်တဲ့နေရာဌာနလို့ပြောရင်နော် ဒေတာပညာဒေတာပညာ နော်အရက်မျက်နှာနဲ့ပြောမယ်ဆိုရင်အဲ့နှစ်ခုပဲမှားနိုင်တယ်နော်ဒီတာနဲ့ဒီတာနဲ့မှားတတ်တယ်သူကတိတိကျကျပြောမယ်ဆိုရင်ပေါ့နော်အစိုးရရုံးဆိုင်တယ်နော်ဒါဆိုရင်အစိုးရရုံးဆိုင်တဲ့ဟာဆိုရင်တော့ဌာနကိုသူပြောလိုက်ဒါဆိုရင်တော့ဒေတာပညာလို့လည်းပြောလို့ရတယ်ဟောနောက်တစ်ခုကဘာလဲနောက်တစ်ခုကကတိုင်းပညာတဲ့ဟောကတိုင်းဆိုတာဓမ္မမဆိုသိပါပြီပထဝီစတော့မဟာဘုတ်လေးပါးကိုဆွဲရည်သိရတော့ပညာကတိုင်းဆိုတာကတိုင်းကဘယ်နှပါးရှိလဲ10ပါး တိုင်း10ပါးနော်ကတူပါကတိုင်း10ပါးဘာဇန်နေရတယ်မိမှာဆိုလို့ ကတိုင်းဆိုအာနာပါနတတိ ဘာဇန်နေရတယ် ပစ္စမဇန်တိရတယ်ဆရာပထမဇန်မသည်ပစ္စမဇန်တိ ပစ္စမဇန်တိရတယ်ဒါမိမှာကြလို့ပြန်ပြောနော်နောက်တစ်ခုကနိမိတ်တပညာနိမိတ်တနော်နိမိတ်တဆိုတော့တကယ်တော့နမိတ်တွေပါပဲပရိကမ္မဘာဝနာစတော့ဘာဝနာအစဉ်ကိုထူးဆွဲသိစေအပ်သောပညာနော်ဟုတ်ပြီနော်သိစေအပ်သောပညာပရိကမ္မဘာဝနာတို့နော်ဥပဇာရဘာဝနာတို့အပ္ပနာဘာဝနာဆိုတာဘာကြီးလဲနော်ဘာဝနာရဲ့အာယုန်တွေပေါ့ဘာဝနာအဲ့အစဉ်ကိုထူးသိစေအပ်တဲ့ပညာတွေပါပေါ့နော်အဲ့ဒါတွေကလည်းနိမိတ်တပညာနောက်တစ်ခုကကြတော့ဥပနိဒာပညာဥပါဒမဟုတ်ဘူးနော်ဥပနိဒာဒေတာပညာ အဲ့ဒါကကြတော့ဗာလဲဆိုတစ်ခုခုကိုခိုင်းနိုင်ပြီးတော့နောက်တစ်ခုထင်ရှားအောင်ပြတာဥပမာဓမ္မစီမှာအငယ်စားသည်ကိုထောက်၍အကြီးစားသည်ကိုထင်ရှားအောင်ပြတာတစ်ခုနဲ့တစ်ခုကိုထောက်၍နောက်နှစ်ခုစသည်ကိုရှေ့ကိုထောက်၍သိစေအပ်သောပညာဟိုမှာပေါ့ဓမ္မစီမှာမိန်းကလေးဂျားထဲမှာလာတဲ့ကောင်လေးမိန်းကလေးလာဂျားထဲမှာလာတဲ့ကောင်လေးဆိုတော့ဗာလဲသူကမိန်းကလေးတွေကိုပြောချင်တာမဟုတ်ဘူးလို့ပြောချင်တာလေ ကောင်းလေးကိုပြောချင်တာ နော်အမ၄ယောက်နဲ့လာတဲ့ကောင်လေးပေါ့ဟိုမှာအသားမဲမဲကြားတဲ့တယောက်လေအသားမဲမဲတွေကြားအသားမဲမဲလူတွေကြားတဲ့တယောက်ဆိုတော့ तू ကဖြူတဲ့လူပေါ့သဘောကဟုတ်တာဓမ္မမစင်သူ့ကိုဗာလဲ
သိစေဖို့အတွက်ကိုတခြားလူကိုထင်ရှားအောင်ပြောတာရလား ရပါ အိမ်မအိမ်ကပကံတွေသွားယူလိုက်နောက်ဖေးပကံစင်ပေါ်ကပကံသေးသေးလေးတွေကြားထဲကပကံဝိုင်းတွေကြားထဲမှာရှိတဲ့ပကံကိုယူခဲ့ဆိုတော့အဝိုင်းတွေကြားထဲမှာရှိတဲ့လေးတော့ပကံတွေယူရင်နော်အဲ့ဒါကဘာလဲတခုကိုသိဖို့အတွက်ကိုသူနဲ့ဘေးမှာရှိတဲ့ဟာလေးကိုပေါ့နော်အဲ့ဒါလေးကိုပြောခြင်းဖြစ်တယ်ပြီးခဲ့တဲ့တစ်ခေါက်ကဆိုကျွန်တော်ကဓမ္မမိတ်ဆွေများပစ္စည်းတစ်ခုသွားဝယ်တဲ့အကြောင်းလေးပြပြတာပေါ့နော်ကျွန်တော်ဒီပန်ကာတစ်လုံးကိုနော်ဓမ္မမိတ်ဆွေများ orange ဘေးနာကဆိုင်မှာဝယ်ခဲ့တယ်နော်ဒါမျိုးပေါ့နော် orange ဆိုတာဘယ် orange လဲတာမွေ orange ပေါ့တာမွေ orange ဘေးနာဆိုင်မှာဝယ်ခဲ့တယ်ဆိုရင်ဝယ်တဲ့ဆိုင်ကိုပြောချင်ပေမဲ့လည်းကျွန်တော်ကတာမွေ orange ကလူတိုင်းသိတယ်ဆိုတော့သူ့ကိုအရင်ပြောပြီးတော့မှပြောတယ်ဒီသဘောလေးပေါ့နော်ဒါဆိုရင်ဓမ္မမိတ်ဆွေများရပြီနော်ဒီသဘောလေးကဓမ္မမိတ်ဆွေများကသဘောတရားကိုနားလည်ဖို့လိုတယ်ဒီကဘေးကနော်အဓိပ္ပာယ်တွေကိုကြက်စရာမလိုပါဘူးเนาะမကြက်ပါနဲ့เนาะဓမ္မမစ္စည်းမှာဒါကိုကသိအောင်ပဲပြောစီချင်တာเนาะဒါဆိုရင်ခေါင်းစဉ်တွေတော့သိဖို့လိုတယ်နံပါတ်1ခေါင်းစဉ်ကကျွန်တော်တို့ပြောခဲ့တဲ့ကတည်းကနံပါတ်1ကဘာလဲ ဥပါဒာ ဥပါဒာပညာ ဥပါဒာပညာ ဥပါဒာ ဥပါဒာ ပညာ ဟုတ်ပြီเนาะဥပါဒာပညာကိုပြောချင်တာဥပါဒာပညာဆိုတာဘာတွေနဲ့ပေါင်းတာလဲ ယုံနာနာပါယဟာပါပါ ဟုတ်ပြီအဲ့ဒါကဥပါဒာပညာနောက်တစ်ခုကကျွန်တော်ရုပ်တွေကိုပေါင်းတာကြောင့်ဘာလို့ခေါ်လဲ သမုဟာပညာ သမုဟာပညာ ဝါတယ်ပိန်တယ်ပုတယ်ရှည်တယ်လုံးတယ်ပြားတယ်အဲ့ဒါတွေကကြတော့ဘာနဲ့ပြောရတာလဲ တန်ထာနာပညာပညာ နောက်စီမီလျန်တို့ရေအလျန်တို့ပြောရဲဆိုရင် တန်တတိပညာတန်တတိပညာ နောက်တစ်ခုကဓမ္မမစ္စည်းများနေ့တွေလတွေရက်တွေနှစ်တွေပြောရဲဆိုရင် ကာလပညာ နောက်တစ်ခုကအရက်မျက်နှာအရှိတို့အနောက်တို့တောင်တို့မြောက်တို့ပြောရဲဆိုရင် ဣဒာပညာ ပညာ အတိုင်းရှိတို့အလေးချိန်တင်းတောင်းတို့အလေးချိန်တို့เนาะဒါတွေပြောရဲဆိုရင် အတ္တပညာ ပညာ နောက်တစ်ခုကကြတော့နောက်ဓမ္မမစ္စည်းများခေါင်းပေါက်တို့လှိုင်ကောင်းတို့ဒါမျိုးဂူတို့ဘာလို့ပြောရင်ဆိုရင်အာကာ ကာလပညာ ဓမ္မမစ္စည်းများကျွန်တော်တို့ခုနပြောသလိုပေါ့မန္တလေးကျုံဆိုပြောရင်မန္တလေးကျုံသားမှာနေမန္တလေးကျုံလို့ပြောဆိုရင်ဒါဒေတာကိုပြောလိုက်တာပေါ့နော် တာပညာ ငုံမြို့လေလို့ပါဆိုရင်လည်းဒေတာ တာပညာ နော်ငါတို့ကရန်ကုန်မြို့လေကောင်မှနေတာဆိုရင်လည်းဒေတာ ဒေ ဒေ တာ တာ ပ ပ ညာ ညာ ကတိုင်းဆိုတာတော့မဟာဘုတ်၄ပါးကိုသိစေရတဲ့ဟာတွေပေါ့နော်ခုနပြောသလိုနီလာကတိုင်းတို့နီလာတို့နော်ပီတာတို့လောဟိတာတို့ဒါမျိုးတွေပေါ့အယောင်ကတိုင်း၄ပါးတို့နော်ပထဝီအာဘောတိသောဘာနဲ့ပတ်သက်တဲ့ဟာတွေကတိုင်းပညက်ဒီမှန်သမျှကိုကတိုင်းပညက်လို့ခေါ်တယ်နော်နောက်တစ်ခုကကျတော့တစ်ခုကိုထင်ရှားဖို့အတွက်တခြားအရာတွေကိုပြောတဲ့ဟာပါလေဥပါနိဒာ ပါဏိတာ ဟုတ်မလားရုပ်ဆိုးဆိုးနဲ့နော်ရုပ်ဆိုးဆိုးနဲ့ကောင်လေးဘေးနာတယောက်ပေါ့ဆိုရင်ဘေးနာတယောက်ကိုပြောချင်တာဒါပေမဲ့တော့ရုပ်ဆိုးဆိုးကိုဦးစားပေးလိုက်တယ်ရုပ်ဆိုးဆိုးနဲ့ကောင်လေးရဲ့ဘေးနာဆိုရင်ဒါဥပါ ပါဏိတာ နိတာပညာ ဒါဆိုရင်ဘယ်နှမျိုးရပြီလဲ17မျိုး တဏမျိုး 17မျိုးကအာတဘာဝဋ္ဌကိုပြောတာနော် ဟုတ်ကဲ့ဝဋ္ဌ နာမဆိုရဲပညာဆိုရဲအာတဘာဝဋ္ဌပညာကိုပြောတာပဲတဘာဝဋ္ဌကြတော့ဗာလဲပရမတ္ထတရားကိုပဲပြောတာခုနပြောတဲ့ပထဝီရဲ့မာခြင်းသဘောပျော်ခြင်းသဘောလေးခြင်းသဘောပေါ်ခြင်းသဘောနော်ဒီမျိုးပြောမယ်ဆိုရင်တော့ဗာလဲဒါပရမတ္ထရလား ရ ပြန်ပြောမယ်နော်ခေါင်းစဉ်ကြီးကပညာမှာ2မျိုးရှိတယ်အထာနဲ့တတ္တ တတ်တာ တတပညာ အဲ့တတ္တမှာလည်း2မျိုးရှိတယ်တဘာဝဋ္ဌအထာမှာ2မျိုးရှိတယ်တဘာဝဋ္ဌနဲ့အတဘာဝဋ္ဌ အတ္တဘာဝ အဲ့ဆိုနံပါတ်1ကိုပဲပြောနေတာเนาะကျွန်တော်တို့ကနံပါတ်1ရဲ့အမည်တကွဲ2မျိုးကိုပြောတယ်တဘာဝဋ္ဌနဲ့အတဘာဝဋ္ဌအဲ့မှာပရမတ္ထနဲ့ ဘောဟာရတဘောဟာရ ဟိုပါပေါ့ဝဟရထအဲ့ဒီမှာကျွန်တော်တို့ကပရမတ္ထကိုပြောမယ်ဆိုရင်တော့တစ်ခုပဲရှိတယ် ဟုတ်ပါဘူး ပရမတ္ထပြောရင်တစ်ခုပဲရှိတယ် တယ်ပါပါလေ သူစရာလည်းမသိဘူး အတန်လေးသူးနေဆရာ ဟုတ်ပြီအဲ့မှာတဘာဝဋ္ဌကိုပြောမယ်ဆိုရင်တစ်ခုပဲရှိတယ်အဲ့ဒါကဘာလဲ
နော်ပရမတ္ထတရားဆိုတဲ့မာခြင်းသဘောပြောခြင်းသဘောလေးခြင်းသဘောပူခြင်းသဘောအဲ့ဒါတွေကိုသဘာဝထလို့ခေါ်တယ်အဲ့ထက်မှာအသဘာဝထဆိုတဲ့အထပညာထဲမှာဆိုရင်တော့17မျိုးရှိပါတယ်နော်သမုဟပညာတို့နော်ဓမ္မမဆွေများနောက်တစ်ခုကဘာလဲဥပါဒာပညာတို့နော်တန်ဌာနာပညာတို့နောက်တစ်ခုကဘာလဲတန်တတိပညာနော်ကာလပညာနာမပညာအတ္တပညာဒိတာပညာနော်အဲ့ဒါတွေအကုန်လုံးမှန်သမျှသည်အသဘာဝထအသဘာဝထဆိုတာဘာလဲအသဘာဝနဲ့အထနဲ့ပေါင်းတာနော်အသဘာဝထကသဘာဝထဆိုတာသဘာဝနဲ့အထနဲ့ပေါင်းလိုက်တော့သဘာဝထကတဘာနံပါတ်1ခေါင်းစဉ်ကြီးပဲရှိသေးရနော်နံပါတ်1ခေါင်းစဉ်ကြီးအောက်မှာပြောနေတာအထပညာခေါင်းစဉ်အောက်မှာ2မျိုးရှိတယ်သဘာဝထနဲ့အသဘာဝထသဘာဝထက1မျိုးပဲရှိတယ်အသဘာဝထက17မျိုးရှိတယ်တမျိုးရှိတယ်ဒါဆိုဓမ္မမစီမှာပါဠိလိုကျွန်တော်မေးချင်တာမေးမယ်ဓမ္မမစီမှာဖြေကြည့်နော်ဒါဆိုရင် ဟုတ်ကဲ့ အိမ်ရခွေးရဘာပြည့်ညက်လဲ သမုဟာပညာဥပါဒပညာခန္ဓာ၅ပါးပဲရှိတော့ ခွေးဆိုတာ ဥပါဒပညာဥပါဒပညာ ရုပ်နာမဲမဟုတ်ဘူးလားခွေးဆိုတာ ဟုတ်ပါတယ် အော်အရက်ပုပုနဲ့ခွေး တန်ထာနာပညာတန်ထာနာပညာ ဟုတ်ပြီနော်အရက်ပုပုနဲ့ခွေးဟုတ်ပြီနော်သူ့ကိုကျွန်တော်မြောက်ပိုင်းရဝယ်လာတာ ဒိတာပညာ 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 မြို့လေကောင်ဝယ်တာအဲ့မြို့လေကောင်ဝယ်တာ ဒိတာပညာ ပညာ ဟုတ်ပြီနော်လွန်ခဲ့တဲ့တစ်လကဝယ်လာတာ ကာလပညာကာလပညာ တခြားခွေးတွေကြားထဲမှာ तू ကထင်ရှားလို့ဝယ်လာတာ ဥပါဒပညာ ဥပ နိဒာပညာ ပါဏိတာပညာ အော်မဟာပါဒနာလန်ကူနာကဝယ်လာတာ အာကာသပ ဒိ ညာ တာကာတာ သံဃာပညာ အာကာသပညာ မဟာပါဒနာဆိုရင်တော့အာကာသပဲနော်သူဘေးနာလို့ပြောရင်ဆိုရင်တော့သူဘေးနာဆိုဥပနိဒာပဲနော် ဥပါဒိတာ ဥပနိဒာပြောတော့သူဘေးနာမဟာပါဒနာလန်ကူမှာတော့ခွေမရဘူးနော်သူဘေးနာပဲဆိုနော်ဒါပဲဆိုဒါမျိုးသဘောလေးတွေပေါ့နော်ဒါရည်စရာလေးတွေဖြစ်အောင်အဲ့မဲ့ဆိုမှတ်လို့သားလို့လွယ်အောင်ပေါ့နော်ကျွန်တော်ကဆိုရင်ပါလေ ဥပါဒ ပါဏာ ပညာ ရုပ်နာပဲเนาะကျွန်တော်ကအိမ်ရကားကိုစီးပြီးတော့ သမုဟာပညာသမုဟာပညာ ဥပပညာ မနေ့က ကာလပညာ ကာလ တကုံတောင်သွားတာ ဒေတာပညာ ဒေတာပညာ ပညာ ဒီတာမဟုတ်ဘူးเนาะတကုံတောင်သွားတာနမိတ်ပါ ဒေတာပညာ ဒေတာပ ဒေ ညာ တာပညာ ပညာ အဲ့မှာလေနိုင်ဝိုင်းဝိုင်းတစ်ခုဝယ်လာတာ တန်ထာနာပညာ ပညာ တန်ထာနာပ ပိတ် ညာ တာတော့လေးတယ် အတ္တပညာအတ္တပညာအတ္တပညာ အဲ့ဒါပညာ ပညာ တခြားနိုင်4000နိုင်ဒီဂျားတွေကဝယ်လာတာ ဥပါနိဒာပညာ တခြားဟာဒီဂျားတွေကဝယ်လာတဲ့ဟာမျိုးပေါ့เนาะဟုတ်ပြီဒါမျိုးလေးသိထားရပါတယ်ဓမ္မမစိမပညာဆိုတာကကျွန်တော်ပြောလိုက်တော့ဓမ္မမစိစိတ်ထဲမှာကိုရတော့နိုင်ဝိုင်းဝိုင်းကြီးဝယ်လာတယ်လို့ပဲစိတ်ထဲမှာတွေ့တယ်တောင်တကုံလည်းအိမ်ကကားနဲ့သွားတယ်လို့တွေ့ရเนาะဒါဓမ္မမစိမှာသိစေအပ်အောင်ကျွန်တော်တို့ကဘာလုပ်နေတာအဲ့ပညာကိုတင်ပြီးတော့ကျွန်တော်စိတ်ကူးခိုင်းနေတာဓမ္မမစိမှာเนาะပညာတင်ပြီးတော့ပြောတယ်ဆိုဓမ္မမစိမှာနာသိစေနိုင်တယ်မဟုတ်လားเนาะဓမ္မမစိမှာเนาะစကားအရာအဖြစ်သိစေနိုင်တယ်ဓမ္မမစိမှာဒါကြောင့်မလို့သူ့ကိုဘာလို့ခေါ်လဲပညာလို့ခေါ်တယ်เนาะပညာဆိုတာတော့တကယ်တော့အမှန်တရားမဟုတ်ပါဘူးဒါပေမဲ့เนาะအမှန်တရားကိုလည်းကျွန်တော်ပညာတင်ပြီးပြောလို့ရတယ်ကျွန်တော်တို့တရားဒီပိုင်းထိုင်တဲ့အခါမှာပူတဲ့သဘောအေးတဲ့သဘောလေးကိုမတွေ့ဘူးလား တွေ့ပါတယ် တွေ့လားเนาะဓမ္မမစိတောက်တဲ့သဘောတောက်တဲ့သဘောတင်းတဲ့သဘောမတွေ့ဘူးလား တွေ့ပါ ပါရဲ့ အဲ့ဒါကဘာပညာလဲ သစ္စာပညာ သစ္စာပညာเนาะပရမတ္ထပညာတွေเนาะသစ္စာပညာเนาะသူ့ရဲ့သဘောလေးတွေလေတောင်းတဲ့သဘောအေးတဲ့သဘောပူတဲ့သဘော
သဘောပါတာနဲ့သဘောတရားဆိုတာပါလေတရားသဘောပဲနော် သဘောဆိုတာဓမ္မမစ္စည်းမှာပရမတ္ထတရားတွေနော်အကောင့်ထင်ပြလို့မရဘူးအဲ့မှာသဘောလေးတွေမာခြင်းသဘောပျော့ခြင်းသဘောသိစီအလိဖာလေးနော်အဲ့မှာသဘောအစုဆိုတာတွေ့လာဓမ္မမစ္စည်းများသဘောအဖြစ်လျော်ညီစွာဖြစ်သောပရမတ္ထကရိယာစုပရမတ္ထသဘောစုတရားနော်သဘောလို့ပြောပြီးဆိုရင်သဘောတရားတည်တရားသဘောပဲဒါကြောင့်မို့ကျွန်တော်ပြောတယ်လေမိုးကုတ်ဆရာတော်ကြီးကအမြဲတမ်းမေးတယ်လေတက္ကະမတွေကိုသဘောပါသလားဆိုတာလေမမေးဘူးလား မေးပါ သဘောပါသလားဆိုတာပါလဲဉာဏ်လိုက်နိုင်လားလို့မေးတာဉာဏ်ထဲမှာရောက်ပြီလားလို့သဘောပါသလားသဘောပါပါတယ်နော်ဥတုမင်္ဂလာလည်းမပြောဘူးလားသဘောပါသလားဆိုတာသဘောပါတယ်ဆိုတာသဘောဆိုတာတရားကိုပြောနေတာပရမတ္ထတရားဆိုင်အောင်ပြောနေတာနော်အဲ့ဒါကဘာပြက်တွေလဲဆိုရင်အထပညာရဲ့တအတဘာဝဋ္ဌပညာ17ပါးအတဘာဝနဲ့အထနဲ့ပေါင်းလိုက်တော့အတဘာဝဋ္ဌသဘောထားကြတော့ခုနသဘောတရားကိုကြတော့ဗာလဲတဘာဝဋ္ဌတဘာဝနဲ့အထနဲ့ပေါင်းတော့ဗာလဲတဘာဝဋ္ဌအဲ့ဒါအကုန်ပြောနေတာခေါင်းစဉ်ကြီးရဲ့တစ်ခုပဲပြောနေသေးတာအထပညာခေါင်းစဉ်အောက်မှာရှိတဲ့တရား73ပါးကိုပဲပြောနေတာအဲ့73ပါးထဲမှာတဘာကပရမတ္ထ12ပါးကအတဘာဝဋ္ဌလို့လည်းခေါ်တယ်နောက်တစ်ခုကဝေါဟာရထလို့လည်းခေါ်တယ်ဒီသဘောကနားလည်လားနားလည်ပါဘူးဘာမစင်မလို့ရိုးလေးပြန်ပြောမယ်နော်ပညာပိုင်းမှာဆိုရင်အပိုင်း2ပိုင်းပဲရှိတယ်ပညာမှာအထပညာနဲ့တတ္ထပညာအထပညာဆိုတာအခဲကို drug ကိုမြင်အောင်ဉာဏ်နဲ့မြင်အောင်ပြောတဲ့သဘောတရားခုနကျွန်တော်နိုင်ဝိုင်းသွားဝယ်တယ်တောင်တကုံသွားဝယ်တယ်ဆိုတာကိုမြင်စေခြင်းလို့ဒါကပါလေအဲ့ဒါကအထပညာတတ္ထပညာဆိုတာအခုကျွန်တော်ပြောတဲ့အတန်ကိုကြားပြီးတော့ဓမ္မမစ္စည်းများကသိတဲ့သဘောကပါလေတတ္ထပညာအဲ့ဆိုတတ္ထပညာကိုမပါနဲ့အောင်ထားလိုက်အောင်အထပညာခေါင်းစဉ်အောက်မှာ2မျိုးကြီးရှိတယ်ခေါင်းစဉ်2မျိုးတဘာဝဋ္ဌနဲ့အတဘာဝဋ္ဌတဘာဝဋ္ဌဆိုတာပရမတ္ထတရားကိုပြောတာနော်အတဘာဝဋ္ဌဆိုတာခုနကပြောတဲ့17ပါးကိုပြောတာဘောဟာရထအမူဟတို့တိဇာတို့နော်တန်ဌာနာတို့ဒိတာတို့အဲ့ဒီအကုန်လုံး17ပါးတွေကပါလေလေအတဘာဝဋ္ဌရပြီနော်ဒါဆိုပြန်မေးကြည့်မယ်ပူတဲ့သဘောအေးတဲ့သဘောနှွေးတဲ့သဘောတောင်းတဲ့သဘောအဲ့အလေးတွေကဘာပြည့်ညက်လဲသစ္စာပညာ သစ္စာပရမတ္ထသစ္စာနော်သစ္စာဒါဆိုရင်ခန္ဓာ၅ပါးစုဝေးနေတဲ့တတ္တဝါတွေပေါ့ဥပါဒပညာအိမ်မာလေကာယီတစင်းသမုဟာပညာ ကာကတော်တော်ကြီးတာကြီးပဲတဌာနာပညာနော်တဌာနာတန်တတိနောက်တစ်ခုကကြတော့အိမ်မှာမီးလာနေတဲ့အချိန်ပေါ့မီးတွေထွန်းထားတဲ့အချိန်ဆိုရင်ပါလားဒါမီးတွေလို့ပြောရဆိုတာဒါတန်တတိစတဲ့ဖြစ်နေတဲ့တရားတွေပေါ့နော်မှာဒိတာဆိုတာပါလဲငါတို့အိမ်ရှိနားမှာရက်ထားတာအရှိရက်မှာရက်ထားတာဒိတာရက်မှာဒိတာပြည့်ရဲ့ဘေးမှာလေမှာစပိန်တွေဂျားထဲမှာရက်ထားတာဥပါနိဒာပညာကာပုပ္ပုလေးဆိုရောတန်ဌာနာပညာတန်ဌာနာပညာဒါမျိုးတွေပေါ့နော်ဓမ္မမစ္စည်းများအဲ့ဒါလေးတွေကလည်းကိုကပုံတရံရသိအောင်ပြောတဲ့တရားလေးတွေအဲ့ဒါကဘယ်နှပါးရှိလဲ17ပါးပရမတ္ထတရားကတပါးဆိုအလုံးပေါင်း12ပါးရှိအထပညာအောက်မှာရှိတဲ့တရားက12ပါးရှိနော်12ပါးလိုင်းကြပါဘက်ကလိုင်းကြပါတန်ကြောင်ကျတဲ့လိုင်းကြပါဘူးပြန်လိုင်းတော့သိတဲ့အတိုင်းပဲဓမ္မမစ္စည်းမှာဓမ္မမစ္စည်းမှာပြန်မေးမယ်
မမစင်များအကြောင်းသားအစ်စ်တွေပဲပြန်မိမယ်နော်အကြောင်းသားအစ်စ်ဆိုတာကုမတက်တဲ့ပုံကူများမဖြစ်ဖြစ်ဝင်အောင်မေးကြည့်အောင်မဖြစ်ဖြစ်ဝင်ဖြစ်လာမှာဒါဆိုပြည့်ညက်ဘယ်နှမျိုးရှိတယ်လို့ကြားဘူးလေ ပြည့်ညက်2မျိုးပါ ခေါင်းစဉ်ကြီးအဖြစ်2မျိုးပဲဘာပြည့်ညက်နဲ့ဘာပြည့်ညက်လဲ ဟိုအထပြည့်ညက်အရာပြည့်ညက် ဟုတ်ပြီမရလဲဟိုကြည့်ပြီးပြောဘာမှဖြစ်ဘူးเนาะအမတို့ကအစ်စ်တွေမလို့เนาะအထာပြည့်ညက်နဲ့တတ္ထပြည့်ညက်တတ္ထမဟုတ်တတ္ထအတန်เนาะတတ္ထပြည့်ညက်ရေးချမပါဘူးเนาะဒါဆိုရင်အထာပြည့်ညက်ဆိုတာကအထာပြည့်ညက်ဆိုတာကသူ့ရဲ့သဘောကိုအကျမ်းမြင့်မဲ့ပြောမယ်ဆိုရင်ဘာလဲသူက ခေါ်ဝအာတိတွေအတဲ့ ခေါ်ဝါတိစေအပပုံနာ drop ထုယူတိစေအဲ့လိုသူ့ကိုဘာလို့ခေါ်လဲအထာပြည့်ညက်တတ္ထပြည့်ညက်ဆိုတာဘာလဲအဲ့ဒီအဲ့အထာပြည့်ညက်ကြီးကိုဘာဖြစ်လဲတိစေတက်ခေါ်ဝါတက်လို့သူ့ကိုဘာလို့ခေါ်လဲအတန်မျိုးမျိုးဘယ်လိုခေါ်လဲတတ္ထပြည့်ညက်ဟုတ်ပြီနော်ဒါဆိုအထာပြည့်ညက်ကိုပဲပြန်ပြောအောင်နံပါတ်1ကိုပဲပြောမယ်နော်အထာပြည့်ညက်ကိုအပိုင်း2ပိုင်းခွဲမဲ့ဆိုဘာပြည့်ညက်နဲ့ဘာပြည့်ညက်ရှိလဲတဘာဝနဲ့အတဘာဝဟုတ်နော်အဲ့တော့အထနဲ့ပေါင်းလိုက်တော့တဘာဝဋ္ဌနဲ့အတဘာဝဋ္ဌတဘာဝဋ္ဌကိုတစ်မျိုးခေါ်မယ်ဆိုဘာလို့ခေါ်လဲပရမတ္ထ ပရမတ္ထ ဟုတ်ပြီနော်နောက်အတဘာဝဋ္ဌကိုကျတော့ဘာလို့ခေါ်လဲ ဘောဟာရ ဝေါဟာရထအဲ့ဆိုရင်ဟုတ်ပြီတဘာဝဋ္ဌကတဘာပဲရှိတာဟုတ်တယ်နော်အဲ့ဒါကဘာလဲတစ္ဆာပညာ သစ္စာဟုတ်ပြီနော်ခုနပြောတဲ့ဝေါဟာရထဆိုတာကဘယ်နှပါးရှိလဲ12ပါးရှိတယ် ရှိတာ ဟုတ်တယ်နော်ဟုတ်လား ဟုတ် ခု ပါ န ရဲ့ ပြောတဲ့တောတွေတောင်တွေပုံသဏ္ဍာန်တွေပုတွေလေနော်ခြေတွေနော်လေးချိန်တင်းတောင်းတွေအနေရာဒေသတွေကာလတွေအချိန်တွေအဲ့ဒါအကုန်လုံးမှန်သမျှတွေဘယ်ထဲမှာဝါတာလဲဝေါဟာရထထဲမှာပဲပါတယ်နော်အတ္တဘဝဋ္ဌထဲမှာပါတယ်အဲ့သဘောနားလဲလားလိုက်နိုင်လားအမ ဟုတ်လိုက်နိုင်တယ်ဒီမှာဟုတ်နိုင်လိုက်နိုင်တယ် ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ခုသွားမယ်ဆိုရင်နံပါတ်2ကိုသွားမယ်ခေါင်းစဉ်ကြီးနံပါတ်2ကပါလဲတတ္ထပညက် ပြည့်ညက် အတန်မျိုးမျိုးပဲပြောမှာเนาะဘာမဆွေများတိစေတက်เนาะညင်စေတက်လို့သူ့ကိုဘာလို့ခေါ်လဲတတ္ထပညက်လို့ခေါ်တာပေါ့တတ္ထပညက်ကိုနာမပညက်လို့လည်းခေါ်တယ်အဲ့ဒါကဘယ်နှပါးရှိလဲ6ပါး သတ္တပါ 6ပါးရှိတယ်เนาะ တတ္တပြည့် နောက်တစ်မျိုးတက်ပြီเนาะနောက်တစ်မျိုးကဘာလဲတတ္ထပညက်ဆိုတဲ့နာမပညက်က6မျိုးရှိတယ်တဲ့ခေါင်းစဉ်ကြီးအနေနဲ့ပဲပြောမှဆိုရင်ပူဇော်ကြည့်ပါဦးဝိဇာမာနာပညက် ပြည့်ညက် နောက်တစ်မျိုးကအာဇာမာနာပညက်နံပါတ်3ကဘာလဲဝိဇာနေနာ မာနေနာ ပညက် မာဝိဇာမာန မဟုတ်ဘူးဘာမပြောနဲ့နော် မာနာ မရှုံနဲ့နံပါတ်3ကိုပဲပူဇော်ခိုင်းတာနံပါတ်3ကဘာလဲဝိဇာမာနေနာ မာနာ နံပါတ်4ကဘာလဲအာဝိဇာမာနေနာ နံပါတ်5ကကျတော့ဗာလဲဝိဇာမာနေနာဟုတ်ပြီနော် မာနာ နံပါတ်6ကကျတော့အဝိဇာမာနာ မာနီနာ အဲ့ဒါတွေပြောတာတော့ဟိုကရှုပ်နေသေးရဓမ္မမစ္စည်းမှာပြန်ပြောမယ်ဆိုရင်ဝိဇာမာနာဆိုတာကတဲ့ဓမ္မမစ္စည်းမှာနော်ပရမတ္ထကိုပဲလိုက်တာပါဝိဇာမာနေနာဘိနာပရမတ္ထကိုလိုက်တာအဲ့ဒါ point ပဲဓမ္မမစ္စည်းမှာနော်ဒီကစာလေးကရှုပ်တောင်ရှုပ်သေးတယ်ဝိဇာမာနေနာဆိုတာဘာပြောတာလဲပရမတ္ထ ပရမတ္ထ အဝိဇ္ဇမာနေနာဘေနာမှာတွေ့လားပရမတ္ထဘေနာကိုပဲပြန်ကြည့်ဝိဇ္ဇမာနေနာဘေနာကိုပဲကြည့်ပါပရမတ္ထအဖြစ်ထင်ရှားရှိတယ်ထင်ရှားလေးလိုင်းတာပရမတ္ထအဖြစ်ထင်ရှားလို့ဘာလို့ခေါ်လဲဝိဇ္ဇ ဝိဇာမာန နာနံပါတ်1ကိုသွားမယ်နံပါတ်2ကအဝိဇ္ဇ ဝိဇာမာန မာန မာနာ အဝိဇ္ဇဆိုတာစန့်ကျင်ဘက်ပေါ့ပရမတ္ထအဖြစ်ထင်ရှားမရှိတော့အားလေးလိုင်းတာ ရှိတယ် ထင်ရှားမရှိဘူးဆိုတော့ဘာလဲပြည့်ညက်ပေါ့ဓမ္မမရှိ ပြ ပြ ည့် ည့်ညက် ဘေးနားမှာပြည့်ညက်လေးကိုပြည့်ညက်ဆိုတာလေးလိုင်းတာနောက်ဝိဇ္ဇမာနေနာဘေးနားမှာရေးထားပရမတ္ထအဖြစ်ထင်ရှားရှိသော
အနတ်ဒရဝတ္ထုနဲ့ထင်ရှားမရှိသောနတ်ဝတ္ထုကိုရှင်တွဲခေါ်ပေါ်ကြောင်းအမိတင်ညာဝိဇ္ဇဆိုတာဝိဇ္ဇမာနဘိနာမှာပရမတ္ထပဲရေးတာအဝိဇ္ဇဘိနာမှာပြည့်ညက်လို့ပဲရေးတာဒီအားတော့ဓမ္မမစီမှာကျွန်တော်ကဒီစာအတိုင်းဓမ္မမစီမှာပြောလိုက်တာတကယ်တော့ဒီတိုင်းရှင်းမှဆိုရင်လွယ်လေးနော်စာတွေကပိုတော့ရှုပ်သေးတယ်ရှင်းပြကဲနံပါတ်1ကိုပဲသွားကြည့်အောင်ဝိဇ္ဇမာနေနာရဲ့အဓိပ္ပာယ်ကဘာလဲပူဇော်ကြည့်ပါ ပရမတ္ထအားဖြင့်ထင်ရှားမရှိသောအနတ္တ မထထင်ရှားမရှိရောအနတ္တဝိထုအထာပညာတို့ကိုခေါ်ကြောင်းအမိတညာ ဥပမာ အားလေးကိုလိုင်းတာပါအမိတင်ညာလေးလိုင်းတာသူ့ရဲ့တရကူကသူ့ရဲ့ point ကအမိတင်ညာပဲအတန်ကိုပဲပြောတာဘာကိုထင်ရှားဖို့အတွက်လဲရုပ်ကိုထင်ရှားဖို့အတွက်အမိတင်ညာဟုတ်လားဒါဆိုတော့အထပညာကိုခေါ်ဝေါ်ကြောင်းအမိတင်ညာဘာပဲစီမှာဒါလေးကဘာလေးလဲပလင်းလို့ခေါ်တယ်နော်ဒါကဘာလဲပလင်းဟုတ်လားဒီပလင်းလို့ခေါ်လိုက်တဲ့ဟာကဘာလဲတတ္ထပညာဟုတ်လား ဟုတ်ပါဘူး ဘာကိုထင်ရှားစေခြင်းလို့လဲဒီပလင်းဆိုတဲ့အထပညာကြီးကိုထင်ရှားစေခြင်းလို့ကျွန်တော်ကပါဇက်နဲ့ပလင်းလို့ခေါ်လိုက်တာဒါဒီသဘောပဲเนาะဒါသဘောတရားကိုပြပြတာเนาะဒါဝိဇ္ဇမာနဆိုတာတကယ်တော့ပရမတ်ကိုပြောတာเนาะဒီမှာပရမတ္ထအထာတရားပဲထင်ရှားခုနမာခြင်းသဘောပျော့ခြင်းသဘောဆိုတာကိုဘာမဆွေမှာစိတ်ထဲမှာမြင်အောင်ကျွန်တော်ပါဇက်နဲ့ပြောလိုက်တာပါလဲအဲ့ဒါကဝိဇ္ဇမာနေနာ မာန เนาะဒီ ဝိ လို သ လေးပဲပြော မာန เนาะအဝိဇ္ဇမာနဆိုတာဘာလဲပရမတ္ထအားဖြင့်ထင်ရှားမရှိသောအနတ္တဝတ္ထုအထပညာကိုခေါ်ဝေါ်ကြောင်းအမိတင်ညာပဲသူလဲအားလုံးကအမိတင်ညာတွေပဲဘာကြောင့်လဲဆိုတော့သူကအတန်ဖြစ်နေတာတတ္ထဖြစ်နေတာနော်ဥပမာမိုးတို့စောင်းတို့တောတို့တောင်တို့အဲ့ဒါကဓမ္မမဆိုပရမတ္ထအားပညာလားအဲ့ဒါတွေက ပြည့်ညက်တွေပါဆို မိုးတွေတောတွေတောင်တွေမှန်သမျှသည်ပြည့်ညက်တွေပဲအဲ့ဒီပြည့်ညက်လို့မိုးလို့ပြောလိုက်ရင်ဓမ္မမစီမှာကျွန်တော်မိုးဆိုတဲ့ပါဇက်ကအတန်သည်ဓမ္မမစီမှာတတ္ထပြည့်ညက်ပဲဟုတ်ပြီနော်မိုးဆိုတဲ့အထပြည့်ညက်ကြီးကိုသိအောင်ပါဇက်နဲ့ပြောလိုက်တဲ့အတန်ကပါလေတတ္ထပြည့်ညက် တတ္တပညာ ဒါ तू ကဓမ္မမစီမှာပရမတ္ထမဟုတ်အထနော် तू ကပရမတ္ထမဟုတ်ဘူး तू ကပြည့်ညက်ဖြစ်နေတော့အဝိဇ္ဇမာနပြည့်ညက် ဝိသမာနပညာ အဝိဇ္ဇနော်အဝိဇ္ဇမဟုတ်ဘူးနော်အဝိဇ္ဇဆိုရေးချချက်နေမယ်နော်အဝိဇ္ဇမာနနောက်တစ်ခုကဝိဇ္ဇမာနေနတဲ့ပရမတ္ထအားဖြင့်ထင်ရှားရှိသောအနတ်ဒရဝတ္ထုထင်ရှားမှုမရှိသောအနတ်ဒရဝတ္ထုတို့ကိုတဲ့ရှင်တွဲခေါ်မယ်နေနလေးကိုလိုင်းတာသူကတွဲစေခြင်းလို့ဝိဇ္ဇမာနေနဆိုတာကပရမတ်နဲ့တွဲလို့ရေးထားပရမတ်နဲ့တွဲစီခြင်းလို့ရေးထားတာပရမတ်နဲ့တွဲနောက်အဝိဇ္ဇမာနေနကြတော့ပြည့်ညက်နဲ့တွဲအောက်မှာကြည့်လိုက်ပါနံပါတ်4ကိုကြတော့ပြည့်ညက်နဲ့တွဲခေါ်ဖို့နေနလေးထည့်တာလို့မှတ်ထားဥမာဓမ္မမဆွေများကိုလွယ်လွယ်နဲ့ပြောကြည့်အောင်ဆိုရင်ဒါကမေးကြည့်မယ်နော်ပလင်းဆိုတာဘာလဲပြည့်ညက်လားပရမတ်လား ပညာ ပြည့်ညက်ပါ ပညာ ဦးရဲထွတ်ရဲ့ပလင်းလို့ပြောရင်ဘာပြောမလဲဦးရဲထွတ်ကအောက်ပါလဲ ပညာ ပြည့် ပြည့် စုံ ညက် ပ ပဲ ပြည့်ညက်ပဲပလင်းကလည်း ပ ပြည့် ညာ ညက်ပဲ အော်ပြည့်ညက်ဆိုတဲ့ဦးရဲထွတ်ကိုကြတော့အဝိဇ္ဇမာန အဝိဇ္ဇမာန ဟုတ်တယ်နော်ကိုကပြည့်ညက်ဆိုတော့ဘာလဲအဝိဇ္ဇမာနပလင်းကလည်းဘာလဲပြည့်ညက်ဆိုတော့ ပြည့်ညက်ပဲ အဝိဇ္ဇ ကောင်း မာ မာ န နပဲ အဲ့အဝိဇ္ဇမာနနှစ်ခုကိုဆက်လို့ရအောင်ကျွန်တော်ကနေနလေးထည့်လိုက်တာအဝိဇ္ဇမာနဒါဦးရဲထွတ်ရဲ့ပလင်းဆိုတော့ဘာလဲဦးရဲထွတ်သည်အဝိဇ္ဇမာနပလင်းကလည်းအဝိဇ္ဇ အဝိဇ္ဇမာန အဲ့နှစ်ခုကိုဆက်ဖို့ဆိုတော့ဗာနေနလေးထည့်လိုက်တာ နေ အဝိဇ္ဇ အဝိ မာ ဇ္ဇ န မာနေန အဝိဇ္ဇမာန မာနေ ရလား ရ အဲ့ကြောင့်နေနဆိုတာဗာလဲဆက်ဖို့အတွက်ကိုရှင်တွဲရေးခေါ်ဖို့အတွက်ဆိုပြီးတော့အမိတင်ညာကိုပြောတာဒါပြောရင်တော့ပုံတော်ရှုပ်ပါသေးတယ်ဥပမာနဲ့ပြောရင်လွယ်တယ်နော်နောက်တစ်ခုကဗာလဲဝိဇ္ဇမာနေန
တွေ့လားဝိဇ္ဇမာနေနာဆိုတာဝိဇ္ဇဆိုတာဘာလဲပရမတ် ပရမတ် နေနာဆိုတာတွဲလို့ရေးထားပရမတ်နဲ့တွဲပေါ့နေနာလေးကိုပဲလိုက်တာနော်ပရမတ်နဲ့တွဲဖို့အတွက်ဆိုပြီးတော့သူ့ကိုနေနာလေးထည့်ရတာပါတဲ့အဝိဇ္ဇမာနေနာဆိုတာပြဉ္ညက် ညက်နဲ့ နေနာလေးကတွဲပြဉ္ညက်နဲ့တွဲလို့ရေးထားဒါဆိုရင်အောက်မှာဥမာလေးကိုကြည့်ရအောင်နံပါတ်3ကိုပဲပြန်ကြည့်လိုက်ဓမ္မမစီမနော်ခုနမိုးဆိုနံပါတ်2ကမိုးလို့ပြောပြီးပါပြီနော်မိုးတို့တောတို့တောင်တို့ဆိုတာပါလဲပြဉ္ညက်တရားတွေနော်နံပါတ်3ကိုကြည့်မယ်ဝိဇ္ဇမာနေနာဆိုတာပါဝိဇ္ဇဆိုတာပါလဲပရမတ် ပရမတ် တဏှာကွန်ရက်တဲ့တွေ့လားတဏှာကပါလဲဝိဇ္ဇာဝိဇ္ဇာမာနဟုတ်လားကွန်ရက်ကကြတော့ပါလဲပြဉ္ညက်ဖြစ်သွားတယ် ပြညက် ဟောတဏှာပေါ်မှာရေးလိုက်ပါဝိဇ္ဇာမာနေနာကွန်ရက်ကကြတော့ပြဉ္ညက်ဆိုတော့အဝိဇ္ဇာ အဝိဇ္ဇာမာန ဟုတ်လားပြဉ္ညက်နဲ့ပရမတ်ကိုတွဲလိုက်တော့ဗာလေးထည့်လဲနေနာလေးထည့်လိုက်တယ်တွေ့လားတဏှာကွန်ရက်ဆိုတာဘာလဲတဏှာဒီဘာလဲစေတသိက်မဟုတ်လားမမဆွေ ပရမတ်ပါ ပရမတ်ဆိုတော့ဘာလဲဝိဇ္ဇာမာ ဝိဇ္ဇာ နေ မာ နာ နေ ကွန် နာ ရက်ကဘာလဲပြဉ္ညက် ပြညက်ဆိုတော့ ဝိဇ္ဇာမာန အဝိဇ္ဇာ ပြောမယ် မာန ဝိဇ္ဇာမာနေနာအဝိဇ္ဇာမာနပေါ့ဒါဆိုရင်ဥရဲ့ထွက်ရဲ့စိတ် မာန ဥရဲ့ထွက်ရဲ့စိတ်ဆိုဘာပြောမ ဘိုး လဲ ရဲ့ထုတ် ဥရဲ့ထွက်ကဘာလဲ ထုတ်ကအဝိဇ္ဇာ အဝိဇ္ဇာမာနေနာစိတ်ဆိုတော့ဘာလဲ စိတ်ကပရမတ်ဆိုတော့ဝိဇ္ဇာမာန အဲ့ဒါပေါ့အဝိဇ္ဇာမာနေနာဝိဇ္ဇာမာ ဝိဇ္ န ဇာပြညက် ရလား ဟုတ်ကဲ့ အန်ကဲဦးမြင့်ဦးရဲ့မျက်မှန်ဆိုရင်ရော အကဲဦးမြေဦးက ဝိဇ္ဇာ ဝိဇ္ဇာမာန အဝိဇ္ဇာမာနေနာ နေနာမျက်မှန် မျက်မှန်ဆိုတော့အဝိဇ္ဇာ ဝိဇ္ဇာ မာန မာနအဝိဇ္ဇာမာန အဝိဇ္ဇာလို့မဖတ်နဲ့နော်အဝိဇ္ဇာမာနေနာ အဝိဇ္ဇာ အဝိဇ္ဇာမာန မာန နေနာဆိုတာစကားလုံးတစ်ခုကိုစပ်ဖို့အတွက်ကိုနေနာလေးထည့်ထားဆိုအဲ့ဒါတွဲလို့ပြောတာပြဉ္ညက်နဲ့တွဲပရမတ်နဲ့တွဲဆိုပြောတာနော်အောက်ဆုံးမှာကြည့်ပါဝိဇ္ဇာမာနေနာဆိုတာဘာလဲပြဉ္ညက်ပရမတ်နဲ့တွဲအဝိဇ္ဇာမာနာကြတော့ဘာလဲပြဉ္ညက်နဲ့တွဲ ပြင်းနဲ့တွေ့ နေနာလေးထည့်လိုက်အောင်ပဲဟောဒါဆိုရင်အန်ဒီဆန်းဆန်းဦးရဲ့အန်ဒီဆန်းဆန်းဦးရဲ့မျက်မှန်ဆိုရင်ဘာလဲ အဒီဆန်းဆန်း ဆန်းဆန်းဦးဟာ အဝိဇ္ဇာ အဝိဇ္ဇာမာနေနာအဲ့ကြ မျက် တော့ မှန်က နိမ အ ရ ဝိဇ္ဇာ အဝိဇ္ဇာမာ ဝိဇ္ဇာမာန နာ ဖယားရှင်ဤစကားတန်ဆိုရင်ဘာပြောမလဲ ဖယားရှင်က ဘုရားရှင်ကိုဝိဇ္ဇာမာနဝိဇ္ဇာမာနေနာ တခုချင်းပြောမယ်ဖယားရှင်ကဘာလဲပြညာလားပရမတ်လား ပြင်း ဘု ရ ရားရှင်ကပရမတ်ပါ ဖယားရှင်ကပြညာလေ ပြင်းညက်ပြင်းညက် ပြညာဆိုတော့ဘာလဲ အဝိဇ္ဇာမာနေနာ အဝိဇ္ဇာမာနပဲရင်ပြောတလုံးပဲရင်ပြောမယ်ဖယား အဝိ ရှင် ဇ္ဇာ ကဘာ မာ လဲ န အဝိဇ္ဇာမာန အဝိဇ္ဇာမာနဒါပဲဖယားရှင်ရဲ့စကားတန် ဝိဇ္ဇာမာန ဝိဇ္ဇာမာန ဝိဇ္ ဘ ဇာ ယ် မာ နှစ်ခုကိုပေါင်းလိုက်မယ်ဆိုရင်ပါလဲအဝိဇ္ဇာမာနေနာဝိဇ္ဇာမာန မာနပြင်းရဲ့ ရလား ဟုတ်ကဲ့ ရပါတယ်ရှင် အိမ်ဘေးနာကခွေးဟောင်တန်ဆိုရင်ဘယ်လိုပြောမလဲအိမ်ဘေးနာကခွေးရပါလားပြညက်လားပရမတ်လား ပြင်းညက် ပြင်း ပြ ရဲ့ င်းညက်ပါ အဝိဇ္ဇာမာန အဝိဇ္ဇာမာနမာန အဝိဇ္ အ ဇာ ဝိဇ္ဇာ မာ မာ န နေနာဟောင်တန်ပါလေ ဝိဇ္ဇာမာန အတန်ဆိုတော့ပါလေ ဝိဇ္ဇာမာနတန် အတန်ဆိုတော့ပရမတ်အတန်ဆိုရင်ပရမ ဝိ တ် ဇ္ဇာမာ ဒါ န ဆိုရင်ပြညက်ဆိုရင်အဝိဇ္ဇာ အဝိဇ္ ပ ဇာ ရမတ်ဆိုရင်ပြညက်ဆိုရင်
အဝိဇ္ဇာ အဝိဇ္ဇာ ပ မာ ရမ န တ်ဆိုရင်ဝိဇ္ဇာ ဝိဇ္ဇာ အဲ့နှစ်ခုကိုတွဲသုံးမယ်ဆိုရင်နေနာလေးထည့်အောင်ပဲအဲ့နှစ်ခုမဟုတ်ဘူးပြည့်ညက်တွဲရင်လည်းနေနာထည့်ပရမတ်တွဲရင်လည်းနေနာထည့်ပြည့်ညက်နဲ့ပရမတ်တွဲရင်လည်းနေနာထည့် နေနာ ပရမတ်နဲ့ပြည့်ညက်နဲ့တွဲရင်လည်းနေနာထည့် နေနာ ဒီသဘောညာနာလဲလား ဟုတ် ဒါဆိုရင်ဓမ္မမစီမှာပြန်ပြောကြည့်ရအောင်နော်ခန္ဓာ၅ပါးတူဤအတန် ခဏငါးပါးဆိုတော့ ဝိဇ္ဇာမာန ဝိဇ္ဇာ ဝိသမာန မာနေနာဝိဇ္ဇာ ကြားလားဓမ္မမစီ ဝိဇ္ဇာမာနီနာဝိဇ္ဇာမာနပြည့် ငါးပါးအဲ့ဒါ ပရမတ် ညပရမတ် ဘာမှလို့ခေါ်လိုက်ရင်လည်းပြညက်ပဲဆက် လည်းကြောက်ပါ အိုင်းကြပါပဲမိစေကအိုင်းနေရလဲဟုတ်ပါကောင်းတာ နေလေး ဓမ္မမစီမှာလိုင်းရမျိုးစုံဖြစ်နေတာနော်ဓမ္မမစီမှာ လည်းမီးတွေပြတ် မီးရ တော့ မီးရမလားမီးရမလားဟုတ်တယ်လိုင်းပြောက်သွားအင်တာနက်ကမလားကားစီတော့လဲကြက်တစ်မျိုးလုံးကလည်းမှောင်းနေရပဲကျွန်တော်တို့လည်းဘယ်ဘဝအကုသလဝိဘတ်အစုလိုက်ပြုံလိုက်ပဲနော် အား ကား လုံး စီတော့လည်းတကယ်ကြက်တယ်လမ်းတော့လည်းလမ်းကြက်တယ်တစ်မျိုးလုံးလည်းမှောင်းနေတယ်အိမ်ရောက်တော့လည်းမီးပြတ်နေတယ်အင်တာနက်ကလည်းမကောင်းကျွန်တော်ကောင်းတာဘာရှိတယ်စတင်နေရပဲကောင်းတယ်နော်ကဲဟုတ်ပြီဓမ္မမစီကဲ တခု ဦးရထွေးရဲ့အင်ကြီးဆိုဘယ်လိုပြောမလဲ ခဏလေးဆရာကျွန်တော်ကျွန်တော်တို့ဟောလေနံပါတ်4တွေနဲ့လေအခု3ရယ်4ရယ်5ရယ်6ရယ်ဟိုနံပါတ်4တွေနဲ့ရှင်းပေးပါလားဆရာနည်းနည်းလေးရှုပ်သွားလို့ ဟုတ်လားဒါဆိုပြန်ပြောမယ်နော်နံပါတ်1ကိုပြန်ရှင်းမယ်ဝိဇ္ဇမာနဆိုတာဘာလဲပရမတ် ပရမတ် ဥမှုသဘောအေးမှုသဘော အေးမှုသဘော နှွေးမှုသဘောခံစားမှုသဘောအဲ့ဒါအကုန်လုံးကဘာလဲစေတသိက်တွေမဟုတ်ဘူးလား ပါတယ် ဟုတ်နော်ပူတဲ့သဘောအေးတဲ့သဘောကလည်းဓမ္မမဆိုတေဇောရဲ့သဘောပဲလေဒါရုပ်ထဲမှာမှန်တဲ့ဟာလေးပေါ့နော်ဝေဒနာတို့ပထဝီတို့ဘာလဲအဲ့ဒီကဘာလဲပရမတ်သဘော ပရမတ်ပဲ ပရမတ္ထတရားဆိုတော့ဗာလဲဝိဇ္ဇာမာ ဝိ န သ ပ မာ ညာ န ဝိဇ္ဇာမာန ဝိဇ္ဇာမာနနော်နောက်တစ်ခုကဗာလဲမိုးတို့တောတို့တောင်တို့ခွက်တို့အိုးတို့ကားတို့အဲ့ဒါတွေကဗာလဲပညာတွေပဲ ပြည့်ညက် နော်ပညာဆိုတော့သူ့ကိုဗာလဲခေါ်လဲအဝိဇ္ဇာ ဝိသ မာန 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 ရပြီနော်ဒါဆိုလွယ်လွယ်မှတ်မယ်ဆိုရင်ပရမတ်တိဝိဇ္ဇာမာနပညာတိအဝိဇ္ဇာ အဝိဇ္ဇမာ အ န ဝိဇ္ဇာမာန ဒါဆိုရင်ပရမတ်နဲ့ပြဉ္ညတ်ပဲတွေ့ပရမတ်အချင်းချင်းပဲတွေ့ပြဉ္ညတ်နဲ့ပရမတ်ပဲတွေ့ပရမတ်နဲ့ပရမတ်ပဲတွေ့ဘာထည့်ရမလဲနေနာ နေနာထွေ ဒါပဲအဲ့ဒါဆို6မျိုးလုံးပြီးသွားပြီဒါဆိုရင်ကျွန်တော်ပြောမယ်နော်ဦးရဲထွတ်ရဲ့အင်ကြီးဆိုတော့ပါလဲဦးရဲထွတ်ကပါလဲ ဝိရထွတ်ပြည့်ည ပြ က် ညက် ပြဉ္ညတ်အင်ကြီးကလည်း ပြညက် ပြည့်ညက် ဒါဆိုရင်ပါလဲအ ပြညက် ဝိဇ္ဇာ အဝိဇ္ဇာမာ အဲ့ဆိုရင်ဘာထည့်မလဲနေ အ နာ ဝိဇ္ လေးထ ဇာ ည့် မာန နှစ်ခုထက်ဆက်မယ်ဆိုရင်ဘာထည့်ရမလဲနေနာလေးထည့်အောင်ပဲ ဒီနာ အ ခေ ဝိဇ္ဇာမာနာအဝိဇ္ဇာမာနီနာအဝိဇ္ဇာမာနာပြည့် မာန ဒါဆိုရင်ဦးမြင့်ဦးရဲ့စိတ်ဆိုရင်ဘာပြောမလဲ ဝ
ဦးမြေဦးကပါလေပညာစိတ်ကပါလေ ပရမတ်စိတ်ကပရမတ် စိတ်ကပါမင်းလည်းဖြစ်စိတ်ကပါလေ ပရမတ် ဒါဆိုရင်ဦးမြေဦးကပညာဆိုတော့ဗာတရားလေအဝိဇ္ဇာမာနဒါပဲအဝိဇ္ဇာမာနပဲပြောဟုတ်ပြီနော်သူ့ရဲ့စိတ်ကပါလေပရမတ် ဝိဇ္ဇာမာန ဝိဇ္ဇာ ဝိဇ္ဇာမောင်နာ အဲ့နှစ်ခုပေါင်းလိုက်မယ်ဆိုရင်နီးနားထည့်မယ်ဆိုရင် ကဲ အဝိဇ္ဇာမာနီနာဝိဇ္ဇာမာနဦးမြေဦးကအဝိဇ္ဇာနော်နီးနားလေးထည့်လိုက်တော့သူ့ရဲ့စိတ်ဆိုတော့ဝိဇ္ဇာမာနဟုတ်လားဖယားရှင်ဤအတန်လို့ခုနပြောတယ်ဖယားရှင်ကဘာလဲပညာ ပညာ အတန်ကလည်းပရမတ် ပရမတ် ပရမ အတန်ကတတ္တကပရမတ် တတက ဟုတ်လားဒါဆိုရင်ဘာလဲအာဝိဇ္ဇာမာနေနာဝိဇ္ဇာမာန မာန ဟုတ်တယ်နော်ရလား ဟုတ် အဝိဇ္ဇာနဲ့ဝိဇ္ဇာကိုပဲခွဲအောင်ပဲနှစ်ခုဆက်ရင်နေနာထည့်အောင်ပဲအဲ့ဒါက6မျိုးတွေကကြက်တယ်လို့သွားနော်ဓမ္မမဆွေမျိုးကြိုက်တာမေးမမနောက်တစ်ခုမေးကြည့်ရအောင်တဏှာကွန်ရက်တဏှာကပါလေ အ တ နာ ဏက သနာကဝိဇ္ဇာမာနာ ဝိဇ္ဇာမာန ဝိဇ္ဇာမာနာဆိုပရမတ် ကွန်ရက်ကပါလေ ကိုရကဆိုတော့ပညာ အဝိ ဒီ ဇ္ ည ဇာ ဆို မာ တော့ဗာ န တရားလေအဝိဇ္ဇာမာနအဲ့ဆိုရင်နှစ်ခုပေါင်းဆက်မယ်ဆိုရင်နှစ်ခုပေါင်းဆက်မယ်ဆိုရင်ဝိဇ္ဇာမာနေနာအဝိဇ္ဇာ အဝိဇ္ဇာမာန မိန်းကလေးရဲ့အတန်ဆိုရင်ဘယ်လိုပြောမလဲပါဠိလိုတစ်ခါတန်းပြောမိန်းကလေးရဲ့အတန် မင်းကလေးကတာမာ ဝိဇ္ဇာမာန ဝိဇ္ဇာမာန အဝိဇ္ဇာ ဝိဇ္ဇာမာနေနာဝိဇ္ဇာမာနာ စက္ခုဝိညာဉ်ဆိုရင်ဘာပြောမလဲစက္ခုကဘာလဲ စကု ဝိ ဝ ဇ္ဇာ မ မာန ပရမ ဝိဇ္ဇာမာန နေ ပရ နာ မတ် ဝိဇ္ဇာမာနေနာ ပရမတ်ပဲဟုတ်တယ်မလား ပရမတ်ပရမတ် နေနာဝိဇ္ဇာ ဝိဇ္ဇာမာန အမေတာ အမေသားဆိုရင်အဝိ ဝိဇ္ဇာမာနနာ အဝိဇ္ဇာ ဝိဇ္ဇာမာန ဟုတ်လား ပညာဟုတ်လားဘုန်းကြီးကျောင်း ပညာ အဝိဇ္ဇာမာ သာမာနေနာ အဝိဇ္ဇာမာန ဘုန်းကြီး ဒါ ကျော ပေါ့ င်း ပ နဲ့ ညာဆိုရင်အဝိဇ္ဇာကြီးပဲ ပညာ ပရမတ်ဆိုရင်အဝိဇ္ဇာတမျိုးချင်းမေးလဲရတယ်ပူမိတ်နေနာလေးထည့်ပေးအောင်ပဲရလားအဲ့ဒါကအတန်နဲ့ပြောတဲ့ဟာအတန်နဲ့ပြောတဲ့တတ္တ6ပါးဆိုတာအဲ့ဒါပဲဒါဆိုရင်ဓမ္မမိတ်ဆွေများပညာကအဲ့ဒါသဘောပေါက်ပြီလားတတ္တအတန်6ပါးဆိုတာအဲ့ဒါပဲအဝိဇ္ဇာပဲမေးမေးဝိဇ္ဇာပဲမေးမေးအဝိဇ္ဇာပဲမေးမေးအဝိဇ္ဇာပဲမေးမေးဝိဇ္ဇာပဲမေးမေးအဲ့6မျိုးပတ်လဲရလို့ရတယ်ကျွန်တော်တို့ထဲသမားပြောမယ်ဆိုအာရတာဓမ္မမိတ်ဆွေများနော်အဲ့ဒီဝိဇ္ဇာမာနနဲ့အဝိဇ္ဇာမာနဘာလို့ပါအာရတာဓမ္မမိတ်ဆွေလွယ်လေးပဲနော်အဲ့ဒါအာမယ်ဆိုရင်နေနာလေးထည့်လိုက်အောင်ပဲနော်ရလား ရပြီ ဟုတ်ပြီနော်ဒါဆိုရင်အဝိဇ္ဇာမာနသည်ပညာလားပရမတ်လား ပညာ ပညာ ပညာပါ ဝိဇ္ဇာမာနေနာသည် ပရ ပရ မ မတ် ဟုတ်ပြီအထပညာပေါင်းဘယ်လောက်ရှိလဲ အထပညာ သာပညာက12 12ပါးပါးရှိတယ်တတ္တပညာပေါင်းဘယ်လောက်ရှိလဲ 6ပါး 6ပါး တဝက်တည်တာမထားဒါဆိုအထပညာထဲမှာတဘာဝထပညာကဘယ်နှပါးပါလဲ တပါးပဲ ပါပဲပါ 7ပါး အဲ့တဘာရဲ့အမည်ကပါလဲအဲ့တဘာရဲ့အမည်ကပါ သစ္စာပညာသစ္စာပ ပ ညာ ညာ ဟုတ်ပြီအတဘာဝထကပညာကဘယ်နှပါးပါလဲ 7ပါး 7ပါးပါ အဲ့7ပါးကိုရသလောက်ပူဇော်ကြည့်ပါအောင်ဘာတွေလဲ ဥပါဒ ပါဒာပညာသမုဟာပညာပဋ္ဌာနာပညာတတိပဒိတာပညာကာလပညာ တာပ အတ္တ အတ္တပညာ တပညာ အကာတပညာဒေဝပညာတာညာ တာပညာ နိဒာပညာ အတ္တနိဒာပညာ ဝိနိဒာပညာ အဲ့ဒီခေါင်းစဉ်12မျိုးအလုံးပေါင်း17မျိုးအပေါင်းတစ်ပါးပေါ့နော်အဲ့ဒါ12မျိုးကို
ကြက်ထားပါလို့ရေးထားနော်ခေါင်းစဉ်တော့ကြက်ရမယ်ဘေးကစာကိုတော့မကြက်ချင်နေအနက်သဘောကိုနားလည်အောင်လုပ်နော်ဒါဆိုရင်ဓမ္မမစ္စည်းပညာနှမျိုးကြက်ရမယ်ပညာနှမျိုးတွေကခွဲတဲ့ခေါင်းစဉ်နှမျိုးကိုအထပညာခေါင်းစဉ်နှမျိုးကိုသိရမယ်အထပညာခေါင်းစဉ်နှမျိုးရဲ့အမည်နှမျိုးကိုလည်းသိရမယ်အမည်တစ်မျိုးထဲမှာပါတဲ့ခေါင်းစဉ်တစ်မျိုးကဘာလဲဆိုရင်တစ္ဆာပညာဆိုတာလည်းသိရမယ်အဲ့ခေါင်းစဉ်နောက်တစ်မျိုးထဲမှာပါတဲ့ပညာဆက်ပါးကိုလည်းသိထားရမယ်အဲ့ဒီခေါင်းစဉ်တွေတော့သိအောင်လုပ်ပါဘာမှမဆို7မိနစ်တောင်တော့ပညာပိုင်းလေးကိုနော်စုံစုံစီစီလေးသိအောင်ကြက်ထားပါနော်ပညာကိုအပိုင်ကြက်ပါနော်ဓမ္မမဆွေများပညာရဲ့ပရိစ္ဆသမုပ္ပါရဲ့သမုစီရဲ့အပိုင်ကြက်ပါဒါဆိုဓမ္မမဆွေများအဆင်ပြေလိမ့်မယ်နော်ကမ္မထာမရလည်းသူမေးချင်တာမေးဖြောင်းဖြောင်းကြည့်အောင်ကိုဖြေနိုင်ဖို့လိုတယ်နော်အဲ့ဒါလေးလှုပ်ထားဒါဆိုရင်ဓမ္မမဆွေများတတ္တပညာကစုစုပေါင်းဘယ်နှပါရှိလဲတတပညာ6 ပါ 6 ပါ ဟုတ်ပြီနော်6ပါးရှိတယ်အဲ့ဒါကပညာရဲ့ပရမတ်ရဲ့ခွဲဦးမယ်နော်အဲ့ဒါလေးနှစ်ခုပေါင်းမယ်ဆိုရင်နေနာလေးထည့်လိုက်ရုံပဲဒီသဘောလေးကအလွယ်ဆုံးပြောတာဓမ္မမစီမှာလွယ်လွယ်ကူကူဖြစ်သွားတဲ့အထိပြောတာနော်ဘယ်လိုပဲဖြစ်ဖြစ်သူကမေးမှာပဲဆာမွေးမေကွန်းဟောင်းနေလဲကျွန်တော်တို့ပြန်လေ့လာမယ်ဒီပညာပိုင်းပြီးသွားရင်ပညာမေကွန်းတွေကျွန်တော်ပြန်လုပ်မယ်နော်အဲ့ဒါလေးကိုပညာကိုတော့ပြီးအောင်သွားမယ်ပညာပြီးသွားရင်ပြန်လုပ်မယ်7မိနစ်ပဲကျန်တော့တယ်ကျွန်တော်ကဓမ္မမစီမှာဒီဘက်ကဟာလေးကိုတော့ပြောကျင်တယ်ဒါပေမဲ့မနေ့ပြန်မှပြောလဲရပါတယ်ဓမ္မမစီမှာဒီတိုင်းပဲထားလိုက်တော့နော်မနေ့ပြန်မှထပ်ပြောမယ်မနေ့ပြန်ကျရင်နောက်မှ7ဟာလေးပါပြီးပညာပိုင်းကပြီးပြီအဲ့တော့ဓမ္မမစီမှာ7မရမှာနော်ဓမ္မမစီမှာမတန်ဘူးလားအရင်ဟုတ်ဆရာဟိုပါလေကတိုင်းပညာလေးကျွန်တော်အားကြောင့်ပန်အောင်လုပ်ခိုင်းတာဆရာကတိုင်းပညာလေးကတိုင်းပညာကပထဝီကတိုင်းစတဲ့မာပုတ်လေးအောင်ပြီးတိတဲ့ပညာကိုပဲပြောတာဥပမာဓမ္မမစီမှာခုနပြောတဲ့အယောင်ကတိုင်းတို့အယောင်ဆိုလဲကျွန်တော်တို့ကစိတ်ထဲမှာညွန်ရွှေနီးဖြူပေါ့နော်အယောင်ကတိုင်းတို့အတုပကတိုင်းတို့အာကာသကတိုင်းတို့အာလောကကတိုင်းဒီမှန်သမျှအကုန်လုံးမှန်သမျှကိုကျွန်တော်တို့သိစေဖို့အတွက်ကိုကျွန်တော်တို့ပြောတဲ့ဟာလေးပေါ့ကတိုင်းပညာဆိုတာဥပမာပထဝီကတိုင်းဆိုရင်မြေကြီးပေါ့အာဘောကတိုင်းဆိုရေပေါ့တေဇောကတိုင်းဆိုမီးပေါ့ဒီသဘောလေးတွေသိစေတဲ့ပညာတွေမှန်သမျှအကုန်လုံးဒီကတိုင်းပညာပဲနော်နိမိတ်တာပညာလို့လည်းခေါ်တယ်နမိတ်တွေပေါ့ကျွန်တော်တို့နမိတ်ယူရတယ်ဆိုတာသိရမလားပြောပထဝီနမိတ်လို့ယူတယ်ဆိုရင်ပထဝီကိုတထွားနဲ့လက်လေးတင်ခဲရှိတဲ့အဝန်းဝိုင်းယူလောက်ရတယ်အဲ့အဝန်းဝိုင်းပြီးတော့မှအနာသက်ဘောင်လောက်ရသေးတယ်အဲ့ဒါကိုကျွန်တော်တို့ကမျက်စိနဲ့ကျွန်တော်တို့ကအဲ့လောက်ကနေကိုယ့်ရဲ့ eye level ထက်နှိမ့်တဲ့နေရာကနေကြည့်ရသူ့နှိမ့်တဲ့နေရာမှာထားပြီးတော့ကြည့်ရတယ်နော်အဲ့လိုမျိုးကြည့်ရတယ်အဲ့ဒါကနမိတ်ကိုယူတာနမိတ်ဆိုရင်ဥက္ကဟနမိတ်နော်ဓမ္မမဆွေများဥက္ကဟနမိတ်ဆိုတာမျိုးလုံးမိတ်လိုက်ရင်ထင်ရှားနေတာနော်ပြိပါကနမိတ်နော်ဥက္ကဟနမိတ်ကြတော့ကိုကအစပြီးယူလိုက်တဲ့ဟာပေါ့ပြိကနမိတ်ကတော့ထင်ရှားတာပေါ့နော်ပရိကမ္မနမိတ်ကြတော့စပြီးယူလိုက်တဲ့ဟာပေါ့ဥက္ကဟနမိတ်ကကြတော့မျိုးလုံးမိတ်လိုက်ရင်ထင်ရှားလာအနိမိမတန်အတန်နေစုနေတယ်အန်ဒီခဏလေးပိတ်ထားပြီနော်ဟုတ်ပြီအဲ့ဒါဆိုရင်ရပြီနော်အဲ့ဒါဆိုရင်ဓမ္မမစီမှာပြန်မေးမယ်ပညာပိုင်းမှာဆိုရင်ခေါင်းစဉ်ကြီးဘယ်နှမျိုးလဲရှေ့မဆက်ဘူး2 မျိုးဘာတွေလဲအထပညာနဲ့တတပညာအထပညာဆိုတာဘာကိုပြောတာလဲအထဆိုတာဘာလဲပုံသဏ္ဍာန်တဝတ္ထုအဲ့ဒါလေးတော့ကြက်ထားပြီနော်ခေါ်ဝေါ်အပ်တယ်သိစေအပ်တယ်တွားကြတော့ဗာလဲအဲ့ဒီအထပညာကြီးကိုသိစေတက်လို့သူ့ကြတော့အတန်မျိုးသိစေတက်တဲ့အတန်မျိုးကိုကြတော့ဗာလဲတတ္ထပညာအထပညာကိုနှစ်ပိုင်းမယ်ဆိုရင်သဘာဝဋ္ဌနဲ့အသဘာဝဋ္ဌသဘာဝဋ္ဌကတစ်မျိုးပဲရှိတယ်ဘာလို့ခေါ်လဲတစ္ဆာပညာပရမတ္ထတရားနော်နောက်တစ်ခုအသဘာဝဋ္ဌဆိုရဲဝဟရထမှာကြတော့ဘယ်နှမျိုးပါလဲ17မျိုးပါဘောင်းတော့အထပညာရဲ့အမြည်ခွဲပေါင်း12မျိုးပေါ့အားလုံးပေါင်းလိုက်မှာဆိုနော်နောက်တစ်ခုကတတ္ထပညာကိုပြောမယ်တတ္ထပညာကဘယ်နှမျိုးရှိလဲ6မျိုးရှိဝိဇ္ဇာမာနိနာနဲ့အဝိဇ္ဇာမာနိနာဒါပဲအဲ့နှစ်ခုကိုပေါင်းလိုက်ရင်နေနာလေးထည့်လိုက်အောင်မယ်နော်
အဝိဇ္ဇမာနနဲ့ဝိဇ္ဇမာနကိုဆက်တဲ့ခါကျနေနာလေးထည့်ပေးအောင်ပဲအရှင်းနောက်တွဲတာလေးတွေပဲနော်တူရာတွဲမှာတူရာတွဲတာရှိမယ်မတူရာတွဲတာရှိမယ်စัจจิမဲ့တွဲတာရှိမယ်ဒါမျိုးလေးတွေပေါ့နော်အဲ့ဒါကတော့မမစီမာကသူမေးနိုင်ရင်တော့ခေါင်းစဉ်ကြီးအနေနဲ့တော့မေးနိုင်တယ်နောက်ဥမာလေးပေးပြီးတော့မေးနိုင်တယ်အဲ့ဒါကမင်းကုန်းနေလေးလာရင်တော့သဘောပေါက်လိမ့်မယ်နော်ဓမ္မမစီမာကျွန်တော်ရှေ့မဆက်ပဲနဲ့ကျွန်တော်ပြောနေရနော်ဓမ္မမစီမာဘာမှတကယ်တော့နောက်မှာပြညတ်ပိုင်းမှာအနောက်မှာတစ်ခုရှိသေးတယ်အဲ့ဒါကတော့ဓမ္မမစီမာနွားလို့ခေါ်တဲ့ပြဿနာနော်အဲ့ဒါလေးကိုကြတော့မနေ့ဖြန်မှာသေချာရှင်းမယ်နော်ပြီးခဲ့တဲ့တစ်ခေါက်ကတထားတဲ့ပုံကူကတော့နည်းနည်းတော့သိလောက်မယ်ဒါကကျွန်တော်ကျောင်းသားဘဝကအရန်လေခဲ့တဲ့နေရာတွေပေါ့နော်ဓမ္မမစီမာကိုနားလည်အောင်ပြန်ပြောပြပေးမယ်အဲ့ဒါကနောက်မှာပါတယ်တွေ့လားအထပညာနဲ့တတ္တပညာနှစ်မျိုးကိုသိရ၌ဝီထိစဉ်ဖြစ်ပုံဆိုတာလေတွေ့လားအဲ့မှာနွားဆိုတဲ့အခရာတစ်လုံးအတွက်မှာတဲ့တတ္တံပထမစိတ်တေနနော်တိတံဒုတိယစေတတာနာမံတတိယစိတ်တေနအတ္တံစတုကစေတတာဟုတ်ပြီနော်တတ္တံဆိုတာလေးကအဲ့နာမှာဒီမှာတတ္တာဆိုတာဘာလဲအတန်တဲ့နော်အတန်ကိုအာယုံပြုတဲ့ဟာပေါ့အာယုံပြုတဲ့ဟာနောက်တစ်ခုကကြတော့နော်တီတန်ဆိုတာတွေ့လားတီတန်ဘေးနားမှာရေးထားဂါထာလေးဘေးနားမှာတတ္တာဆိုတာအတန်တီတန်ဆိုတာအတိတ်ကိုပြောတာအတိတ်တီတန်သေးဗုဒ္ဓတကျွန်တော်တို့ဟိုကြားဖို့ရမလားဒရဏပရိတ်ထဲမှာလေဟုတ်ဘယ်လိုခေါ်လဲဒရဏပရိတ်ကိုပါလဲအတီတန်နေဖို့ကျွန်တော်တော့မေ့ကုန်ပြီဒရဏပရိတ်မပြောတာကြားပြီနော်အပရိယတညာဏဆိုပြီးတန်တေအနာဂတအဲ့ဒါတွေပေါ့နော်အတိတ်ကိုပြောတာနော်နာမံတတိယစိတ်တေနဘိနာမှာရေးထားနာမံဆိုတာကနာမပညာကိုပြောတာနာမကိုပြောတာအမည်နာမကိုပြောတာနာမံနောက်တစ်ခုကအထံစတုကစေတတာဆိုအထံဆိုတာကြတော့အထေကို ဒရဝတ္ထုကိုပြောတာအဲ့ဒီနွားဆိုတဲ့အတန်လေးတစ်လုံးကြားလိုက်တာနဲ့ပဲကျွန်တော်တို့မှာဝီထိစဉ်တွေဘယ်နှခုတော့ဖြစ်သွားလဲနော်အများကြီးဖြစ်သွားတယ်နော်အဲ့ဒါလေးနော်အခရာတစ်လုံးမှာဆိုဝီထိက၄မျိုးတဲ့အောက်မှာတွေ့လားအောက်ကဟာလေးကိုတွားကြည့်အောင်မှတ်ချက်ဆိုတာလေးတွားကြည့်ရအောင်နော်အဲ့ဂါထာရဲ့အနက်တွေကိုမပြောသေးဘူးမနေ့ဖြန်မှာရှင်းမယ်နော်မှတ်ချက်ဆိုတာအခရာနှလုံးနဲ့၃လုံးစသောတတ္တာများ၌အခရာတစ်လုံးလင်နှစ်ဝီထိကြတယ်နော်နှစ်ဝီထိစီကြပြီတိုးသွားရင်နောက်ဆုံးဘယ်ထိရောက်သွားလဲဆိုရင်နာမပညာကိုအာရုံပြုတော့သုဒ္ဓမနောဒွါရတဝီထိအထပညာကိုအာရုံပြုတော့တဲ့သုဒ္ဓမနောဒွါရတဝီထိပေါင်းနှစ်ဝီထိထည့်ရမယ်တဲ့ထို့ကြောင့်တဲ့အမှအလွတ်ကြရမယ်ဟာပါမယ်နော်အခရာတစ်လုံးမှာ၄ဝီထိအခရာနှလုံးဆိုရင်6ဝီထိအခရာ3လုံးဆိုရင်8ဝီထိကြတယ်ပေါ့နော်ဥပမာဓမ္မမေစေမကနွားလို့ပြောရင်ဘယ်နှဝီထိကြမလဲ၄ဝီထိတောင်ကြမှာ၄ဝီထိနော်အတန်ကိုလည်းကြားမယ်အတိတ်ကအဲ့အတန်ရဲ့အကြောင်းကိုလည်းကြားဘူးတာကိုလည်းသိမယ်အဲ့အတန်နောက်မှဖြစ်တဲ့စိတ်ကတွေးတောတဲ့ဟာလေးကလည်းထပ်ဖြစ်အောင်မယ်အဲ့တွေးတောတဲ့အရာဖြစ်ပြီးသွားမှသာလဲအကောင့်ထဲဒရကြီးကိုမြင်ရဒါဓမ္မပစ္စည်းမှာဖြည်းဖြည်းလေးပဲပြောကြည့်မယ်နော်ဓမ္မပစ္စည်းမှာနွားကိုမြင်ဘူးလားမြင်ဘူးပါတယ်နွားလို့ကျွန်တော်အတန်ကိုပထမအဆုံးလက်ခံတာကပထမတဝီထိတဝီထိဟုတ်ပြီနော်အဲ့နွားဆိုတဲ့အတိတ်ကအာယုံပြုခဲ့တဲ့အတန်ကိုမမစီမသိနေတာကတဝီထိအဲ့ဒီအတိတ်ကအတန်တော့မှနွားဆိုတဲ့ဟာကိုတွေးနေတာကတဝီထိနွားလို့တွေးပြီးတော့မှနွားဆိုတာဂျိုကြီးနဲ့လားမျက်စားနေရလားဆိုပြီးအကောင့်ထဲဒရကြီးကိုတွေ့လိုက်တာကတဝီထိအဲ့ဒါဆိုတော့နွားဆိုတဲ့စကားလုံးတစ်လုံးသားမှာဝီထိပဲနှလုံးသွားတယ်၄လုံးသွားဥပမာနွားပေါ့နော်နွားလို့ပြောပြီးဥရဲထုတ်လို့ပြောရမှာသိတော့မကောင်းနောက်တစ်ခုကဒီမှာဥရဲထုတ်လို့ပြောမှာဆိုနော်ရဲထုတ်လို့ပြောမှာဆိုတော့ဟိုနှလုံးပဲသွားမယ်ဆိုရဲထုတ်လို့ပဲသွားမှာနော်ရဲထုတ်ဆိုတာပထမဆုံးအတန်ရဲထုတ်ဆိုတဲ့နှစ်ဝီထိကြပါအခရာတစ်လုံးမှာနှစ်ဝီထိကြပထမအခရာတစ်လုံးမှာတဝီထိနေရာမှာနှစ်ဝီထိကြပါလိမ့်မယ်နံပါတ်1နေရာမှာအမှဓမ္မမစီမှာအပေါ်မှာ1လို့ဆိုတဲ့ဘေးနားမှာနွားဟူသောပစ္စုပန်တတ္တယုံအာပြု၍သောတာတော်ရဘယ်နှဝီထိကြလဲ
တတိဝိထိပဲကြာနော်အဲ့တော့ရဲဆိုတာနှစ်ဝိထိကြာမယ်ထို့ဆိုတာနှစ်ဝိထိကြာအောင်ပါအတန်ပေါ်မှာပဲနှစ်ဝိထိတိကြာအောင်ပါပြီးတော့မှနောက်ဆုံးကြမှာရဲထို့ဆိုတာကြီးကိုပြန်ပြီးတော့တွေးလိုက်တာဒီအနောက်ကဒဒနုဝတ္တနာဆိုတော့တွေးလိုက်တာဒီဓဝိထိပဲချပြီးတော့မှဥယျထို့ဆိုတဲ့ခန္ဓာကိုယ်ကြီးကိုတွေးလိုက်တာကတဝိထိပဲကြာမယ်ဆိုတော့ तू ကအခရာနှလုံးမှာဆိုရင်6ဝိထိကြာတယ်1ရဲ့2ရဲ့မှာ2ဝိထိတိကြာပြီးတော့3ရဲ့4ရဲ့မှာကြာတော့တဝိထိပဲကြာတယ်ဒါလေးကနည်းတော့ရှုပ်တယ်ကွာအခုပြောရင်လည်းနားလည်မှာမဟုတ်ဘူးဒီမှာမစင်ဒါအမီးပဲကျွတ်လိုက်တာမနေ့ပြန်ကြမှာထပ်ပြောမယ်နော်ပြီးခဲ့တဲ့ခက်ကလည်းကျွန်တော်ပေါင်ပိုက်မှလှုပ်ထားတဲ့ဟာလေးနဲ့ပြတယ်နော်အဲ့ဒါလေးဆိုပိုရှင်းသွားလိမ့်မယ်နော်လောဆယ်ကဓမ္မမစီမှာဘာမှမမှတ်နဲ့ခေါင်းလေးကထုတ်လိုက်တော့နော်ဒီနေ့ပြောလိုက်တဲ့ဟာကိုပဲမှတ်ထားပြီးအထာပညာနဲ့တထာပညာနော်အထာပညာမှာခေါင်းစဉ်ကြီး2မျိုးရှိတယ်2မျိုးထဲမှာပထမခေါင်းစဉ်မှာတစ်ခုပါမယ်နောက်ခေါင်းစဉ်တစ်ခုမှာကျတော့17ခုပါမယ်အဲဆိုအထာပညာမှာစုစုပေါင်းအားလုံးပြောမယ်ဆိုရင်အကျေအားဖြင့်ဆိုရင်12ပါးရှိမယ်နော်တထာပညာမှာဆိုရင်ဘယ်နှပါးရှိလဲ6ပါးရှိတယ်ဒီလောက်ပဲမှတ်ထားပြီเนาะကဲဓမ္မမဆွေများဒီနေ့သင်ခန်းစာကိုဒီမှာပဲအဆုံးသတ်မယ်မနေ့ပြန်လဲထက်တက်ပါเนาะပြညတ်ပိုင်းလေးကိုတော့မနေ့ပြန်ဆိုပြီးပြီလေเนาะပြီးပြီဆိုတာလည်းကျွန်တော်တို့ပြညတ်ပိုင်းနဲ့ပတ်သက်တဲ့မိခွန်းလေးတွေလည်းလုပ်ကြမယ်เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ကမနေ့ပြန်ရရင်လည်းပဋ္ဌာန်းဆက်မယ်မနေ့ပြန်မရဘူးဆိုရင်လည်းတနင်္ဂနွေနေ့ကျရင်ပဋ္ဌာန်းတက်ဆက်เนาะကဲဓမ္မမဆွေများအချိန်တွေအများကြီးပုံမှာပါကျွန်တော်မိခွန်းတွေလုပ်ဆိုရင်တော့မှလေနော်စိတ်မပူနဲ့နော်ဆာမွယ်နီးလာပဲဆိုရင်မဲ့သင်ခန်းစာတွေကတော့အကုန်အဆင်ပြေမှာပါဒါမှမဟုတ်နောက်ပြီးတော့နောက်တစ်ပတ်ဆိုရင်လည်းကျွန်တော်ပြောရတယ်ဘယ်နှခုမင်းမဲ့လို့ပြောရတယ်ဘယ်နှပိုင်းတွေကမင်းမဲ့လို့ပြောရတယ်နှစ်ပိုင်းသမုတ်စီးတွေကဘယ်နှပုတ်မင်းမဲ့ပြောလဲသမုတ်စီးတဲ့နှစ်ပုတ်နော်ပရိသတ်သမုတ်ပတ်ထဲက3ပုတ်မင်းမဲ့အဲ့ဒါကတဏှာကြီးပဲဖြေပါနော်တဏှာကြီးနေကုန်ပဲနောက်တဏှာကြီးကိုစာဆက်တယ်နော်တောက်ကြနေညနောက်တစ်ပတ်တောက်ကြနေဆိုဒီလိုမျိုးအချိန်ပဲပေါ့နော်အဲ့ဒါကဓမ္မမစီမှာစာကြက်စီခြင်းလို့ပါနော်ပေါ့ပေါ့ပါလည်းဖြစ်အောင်ကျွန်တော်ကငါးပုတ်ပဲကိုနှစ်ပိုင်းပိုင်းမိလိုက်မယ်ဓမ္မမစီမှာရယ်နော်ဒါပေမဲ့စာတော့နှက်ဆက်အောင်ကြည့်ထားပါနော်အဲ့ဒါကတော့ကျွန်တော် short ပေးလို့မရတော့ဘူးနှက်ဆက်အောင်ကြည့်ပေးပါအဲ့နှစ်ပုတ်ကလည်းကျွန်တော်အားလုံးကိုဒဲတော့မေးမှာမဟုတ်ဘူးနော်ဓမ္မမစီနားလည်အောင်တော့မေးမှာတင်ထားတဲ့ဟာတွေကပဲမေးမှာနော်ပရိသတ်သမုတ်ဆိုလည်းဒဲမှမေးမှာမဟုတ်ဘူးတင်ထားတဲ့သဘောတရားလေးကိုနားလည်အောင်ကြည့်ထားပေးဖို့လိုတာเนาะအားကြောင့်မို့ဓမ္မမစီများအားလေးလည်းပတ်ထားပေးပါကဲအဲ့ဆိုရင်မနေ့ပြန်ကြရင်ပြန်တွေ့မယ်เนาะခုနကနွားကိစ္စရှင်းရအောင်ဒီနေ့နွားကိစ္စเนาะအဲ့ဒါကလွယ်ပါတယ်ဓမ္မမစီများဟိုကျွန်တော်ကျောင်းသားဘဝရှင်းပြောရမှာဆိုရင်လေ